လုံးပဲမင်္ဂလာညာချမ်းလေးပါခင်ဗျာမိုးဝီး channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ညမှာတော့ပရာလောကဆိုစီမှုအပိုင်း45ကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဇာလန်လေးမစားတဲ့ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်သွားပြီးဗီဒီယိုကခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာကိုနှောင်းကြီးပစ္စည်းတွေရောင်းနေပြီဗျို့အင်းရှိကကိုဝင်းမောင်ရဲ့အော်တန်ကြောင့်သူသွားတိုင်းနေလက်စားနေပြစ်ထွက်လာလိုက်အိမ်ထဲသာတခါတည်းချပေးခဲ့တော့ကိုဝင်းမောင်သွားတိုင်းတန်ကိုပါဇက်ထဲထိုးရင်ဘူဝဝပြောလိုက်တဲ့သူ့အတန်ကြောင့်ကိုဝင်းမောင်ကကားပေါ်ကပစ္စည်းချနေကြကနေတဲကြည့်လာဟာကိုစီအခုမှအေးရနိုးတာလားနေတောင်ခေါင်းပေါ်ရောက်တော့မယ်ဗျို့ဟုတ်တယ်ဗျာညကရေလက်စစားလေးတွေတန်ဝင်ပြီးဖိတက်နေတာနေအိတ်တာနောက်ကျလို့ဗျာသူ့အပြောကိုဝင်းမောင်ကကောင်းတင်းချင်းလုံရင်ပစ္စည်းတွေအိမ်နဲ့တည်သွားတယ်ကဲဒီနားမှာပဲထားခဲ့ပြီနော်ကိုစီဟုတ်ကဲ့ကားကတခါလေးယူသွားနော်ကိုဝင်းမောင်ကျုပ်လမ်းချုံလို့ဝင်ယူခဲ့ပေးတာပါဗျာကားကမလို့ပါဘူးညနေမှလက်ဖက်ရည်တာဟုတ်ပြီဗျာတိုက်မယ်ကိုဝင်းမောင်ဒီအိုးစင်ကရေတစ်ခွက်ခတ်တောက်လှပ်ပြီးခဏမောဖြေလိုက်ဒါဆိုတော့အောင်မယ်ဗျာကားလိုက်ဖို့ရှိသေးတယ်ကိုဝင်းမောင်ထွက်သွားတော့မှသူပစ္စည်းတွေကိုကြည့်လိုက်တော့စာအုပ်ထုတ်တထုံစားစရာ6ချမ်းတထုံတရတိတစ်ချင်းနေကတ်ထုကတ်ထက်ထုတ်ထားတယ်3ပိတ်2ပိတ်ပတ်လေခပ်ပြပြချက်တစ်ချက်မမေဖုံးဆက်ပြောသည့်အထက်မှာထိုကတ်ထုံမပါတာမလို့အများပါလေလို့ဖြည့်ကြည့်ဖို့သူ့ထုတ်ကိုမယူလိုက်တယ်ကိုနောင်ရုပ်အတွေ့အမတ်တရနှစ်တစ်ကိုလက်ဆောင်မှာဦးတယ်ကတ်ထုပေါ်မှာရေးထားသည့်စာကြောင့်ထိုအရာဟာပကြီးကားတစ်ချက်ဖြစ်ရမည်ဆိုတာသူဖွင့်ကြည့်စရာမလိုပဲသိလိုက်ရတယ်ဦးတိန်ဆိုတာကသူ့စာအုပ်ဖုံးဒီဇိုင်းတွေဖန်တီးပေးနေကြဦးလေသူ့ဦးတိန်လို့တရင်တင်းကြီးခေါ်လေးရှိတယ်ပကြီးစရာကိုတိန်ဘဝဦးတိန်နဲ့သူခင်မင်လာခဲ့တာသူတက္ကသိုလ်တက်စဉ်စာရေးစရာပေါ့စာဘွားတွေကပင်ဖြစ်တယ်အခုဆိုဆယ်စုနှစ်2ခုလောက်ရှိပြီတော့မီပြီးတော့ဦးတိန်ကနှစ်နေ့တကာသူ့ကိုပကြီးကအမှတ်တရလက်ဆောင်ပေးတတ်တဲ့သူဦးတိန်ကိုယ်တိုင်ဆွဲပြီးပေးတာမျိုးလည်းရှိသလိုသူဆောင်သိမ်းဆဲသည့်ထဲကသူ့ကြိုက်ဖြစ်မဲ့လက်ရမျိုးတွေပေးတာလည်းရှိတယ်ဘယ်သူပေးတဲ့ဆိုတာသိရပြီမလို့သူပကြီးကားကိုဖွင့်မကြည့်သေးပေပြန်ချထားလိုက်ပြီးသွားတိုင်းလက်ဆောက်ကိုမြင်အပြီးတဲ့မျက်နှာသိလိုက်ပြီးတော့ကော်ပီတစ်ခွက်ဖြော်ပြီးအိမ်ရှိထွက်ထိုင်မမိတ်စီဖုံးခေါ်ပစ္စည်းတွေရောက်ပြီးဖြစ်ကြောင်းပြောပြပြီးချိန်မှာတော့ဖုံးစားတိုင်းမမိတ်ဩဝါဒခံယူလေပြီသူစာရေးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ပြင်ဦးလင်းကိုရောက်နေခဲ့တာ2လကျော်ပြီသူ့အသေး30နာကပ်နေပြီဖြစ်ပေမယ့်မမေကတော့သူ့ကိုကလေးတယောက်လိုစိတ်မချနိုင်ဖြစ်နေစေပြီအခုလေကျမ်းမာရေးကြိုးဆိုင်ဖို့တေးရေးပြတ်မခံဖို့စားပုံမှန်စားဖို့ကိုထက်တလဲလဲမားနေလေရဲ့သူမမေပြောသမျှတဟုံဟုံနဲ့နာခံရင်ပုံပြောပြီးတာနဲ့အိမ်လုံးဆရာရှိတာတွေတော့တာမူပြန်စစ်ဆရာရှိတာတွေစီရင်အချိန်ကုန်မှမသိကုန်းနေတုံးမှာရှက်ဆိုတဲ့အတန်ကိုကြားလိုက်ကြသူခံပြတိမောင်းနာကနေလူတယောက်ဖြစ်သွားသလိုခြေတံနဲ့တူတတ်ထုပစ္စည်းချင်းထိခိုက်တယ်လို့ကျွန်းအတန်ကိုကြားလိုက်ရတာမလို့လက်ကြည့်လိုက်မိကြတဲ့မောင်းနာမှာဘယ်သူမှရှင်းမနေပြီမေလိုက်ကစားကလေးမတိုက်ပေတိတိတတ်တာလှုပ်ရမ်းနေတုံးနေပုံကလေတိုက်လို့လှုပ်တယ်လို့ရှင်းတော့လွှဲနေတာမျိုးမဟုတ်ပဲတွေ့ရခံထားရတယ်လို့ဘေးတိုက်လှုပ်ခါနေတာမျိုးစိတ်ထဲထင်းတယ်လို့တော့ဖြစ်သွားပြီမေဒီအိမ်ထဲမှာနေလာတဲ့တခြားမှာတန်တရားဖြစ်စရာတစုံတရာမှမရှိခဲ့တာကြောင့်သူ့တိတ်ပြီးရှေဝေးမတွေးပြတော့ဘူးအာယုံပြတ်သွားတဲ့သူတို့တခုခုသွားဆောင်မဲ့ဆိုပြီးပြင်ထွက်လာရင်နေလေစာကိုညနေ4 နာရီလောက်မှစားပြစ်သွားတယ်ညနေစာစားပြီးမှတော့ပုံဝင်းမောင်နဲ့တူလပိုက်ဆိုင်ထိုင်ပြီးခွေအားလေးပါရောက်တဲ့ရရပြောရင်သူ့ဝိထုအသေးတွေကုန်ကျန်းတစ်ဖြတ်တည်းရဲ့လေးတွေသူ့ဆောင်နေမိဒီလိုနဲ့သူအင်းပြန်ရောက်တော့ညနေ6 နာရီခွဲပြီအိမ်ရှိဝန်တကာဖွင့်နေတော့မှပဲသူ့စိတ်တွေ
အိမ်ထဲကနေသူ့ကိုတယောက်ယောက်လှမ်းကြည့်နေတယ်လို့ခန်းစားလိုက်ရတာမလို့မျက်လုံးလှမ်းကြည့်လိုက်သူထွက်မလာခင်ကတသေးချာချာပိတ်ကက်တိဖြစ်တဲ့မောက်ကခါပွင့်နေသေးတယ်ပြီးတော့ဗေဒိမောက်အောင်နောက်အမောင်ရည်ထဲမှာပုံရည်တူဘာမှသိချာသိရလောက်အောင်ရုပ်လုံးမပေါ်ပင်ပုံမှန်မဟုတ်တဲ့ပုံရည်တူသူချမ်းဝန်းတော့ဖွင့်နေတဲ့လက်တွေရက်တန့်သွားပြီးထိုပုံရည်ရှိတဲ့နေရာကိုစူးစိုက်ကြည့်နေမိထိုပုံရည်ကလေနေရာမှာငိမ့်တဲ့ရင်ပလုံးမရှက်ရမ်းနေပုံကသူ့ကိုစိုက်ကြည့်နေတဲ့ရဲ့ထားပေမဲ့စကိုင်းပါလောက်ကြားမှာအဲ့ဒီပုံရည်ကရိတ်ကနေလှုပ်ရှားပြောက်ွယ်သွားလှုပ်ရှားတဲ့အချိန်မှာသူနားလေးကြားလိုက်ရတာကနှိမ့်ခင်းကသူကြားလိုက်တဲ့အတန်မျိုးရင်းနေနေကြားပူးနေကြတတ်ထုချင်းထိကတ်တယ်လို့အတန်ပေးမယ်ဘာဆိုတာသူသိချမခံမန်းနိုင်သူ့ကိုယ်သူတတိပြန်ကြည့်တကားဖွင့်ပြီးအိမ်ထဲဝင်လာခဲ့လိုက်သူနေတာကပြင်ဦးလွင့်ရည်စိတ်ငြိမ်ချက်ကွက်တစ်ခုမလို့နေဝင်တာနဲ့ပဝင်းချင်းကအေးစိတ်ငြိမ်သက်သွားတာမျိုးဒါကြောင့်လေအေးစစ်စစ်စာရေးခြင်းနေသူကဒီရက်ကွက်ထဲမှာနေဖို့ရွေးချက်ခဲ့သည်ဆိုလည်းမမှားဘူးဒါကြီးနေလာပြီမလို့နေသားကြပြီးဖြစ်နေခဲ့တဲ့အိမ်ဒါပေမဲ့ဒီနေ့မှတော့အိမ်နဲ့ဝင်လာသည့်သူ့ချီလန်းတွေကအနှဲငယ်တွန်းဆုပ်လေးလံနေမသိစိတ်ကနေသူ့ကိုတတိပေးနေသလိုသူ့စိတ်တွေအစိမ့်တက်တက်တစုံတရာကိုရင်ဆိုင်ရတော့မိသူတယောက်လိုခန်းစားနေမိအတွေးပေါင်းစုံတဲ့အတူအိမ်မကြီးတကားတော့ဖွင့်ပြီးတကားကိုတွန်းဖို့လက်ရွက်နေတော့မှပဲတကားကတေးအီးနဲ့ပွင့်သွားခဲ့တာမလို့သူ့မျက်ခုံတွေပင့်တက်သွားတကားအတန်ကတိတ်ဆိတ်နေတဲ့ဝန်းကျင်မှာတဲလောင်ချောချောစရာကောင်းနေတယ်လို့အိမ်ထဲကိုစချီလမ်းပြီးဝင်လိုက်တဲ့အချိန်မှာသူ့စိတ်ထဲမှာတခါမှမခံစားဘူးလေအေးစိတ်စိတ်ခံစားချက်နဲ့လို့ကြော်တဲ့စိတ်ပြီးတိတ်ထသွားမိဒီအိမ်ထဲမှာသူ့အပြင်နောက်ထပ်တယောက်ယောက်ရှိနေတယ်လို့ထင်မိတဲ့အပြင်တနေရာကနေတစုံတယောက်ကသူ့ကိုစကြည့်နေတဲ့အောင်လေခံစားမိနေခြင်းဖြစ်တယ်သူ့အိမ်ထဲမှာခဏကြာကြီးမတ်တက်ရိုင်ဟိုဒီကြည့်နေမိပြီဘာအရေးရောက်မှမရှိဘူးဒီတော့မှဘာဖြစ်နေတာလဲအတွေးတွေလေးနေတာနေမှာပါလေဒီလိုအတွေးပြီးခေါင်းကိုခါထုတ်ပြလိုက်ပြီးတော့သူခမ်းဘက်လျှောက်လာခမ်းဝရောက်မှာကိုတတိထားမိလိုက်ပြီးခြေလမ်းတွေတောက်ခွနဲ့ရက်သွားစိတ်ထဲဝေခွဲမရသလိုပြန်လဲကြည့်မိလိုက်ပကြီးကနေခင်းကသူ့ပကြီးကောက်ကိုထုတ်တွေနဲ့အတူဒီတိုင်းချထားခဲ့တာသိချမှတ်မိအခုအဲ့ဒီပကြီးကအခန်းထဲကတက်တက်ပြီးရပူလေးပေါ်မှာကြနာနာထောင်းလေးရတာအထုံးမဖြစ်ရသေးပေမဲ့တယောက်ယောက်ကသိချတင်ပေးသွားသလိုနေရာတကြထောင်မှန်းနေထားလိုက်မိတာလားမြန်မမှတ်မိတာဒီလိုတွေးရဖြစ်သွားရပေမဲ့သူနေရာမရွှေ့တာသိချမှတ်မိနေပြန်ရောအခန်းဝမှာသူခေါင်းကိုစဉ်းစားလိုက်ပြီးမှတိတ်ချုပ်လာတာမလို့တော်ပြီကွာဆိုပြီးခန်းထဲဝင်လာခဲ့လိုက်ပြီးတော့စာကြည့်စပွဲမှာဝင်ထားရင်အာယုံပြောင်းအောင်စာရေးဖို့အာယုံနေပြီးစာရေးစာရေးနေတဲ့အချိန်မှာတော့သူတခြားအရာတွေအကုန်မရင်စိတ်ခေါ်ဆောင်ရအတိုင်းစီမျိုးရေးသားတတ်လိရှိအတော်ကြာစာရေးပြီးတဲ့အချိန်မှာသူ့ဝန်ထဲငယ်ညောင်းညလာသူလိုရှိတာနေညောင်းထဆန်ပြီးတော့နေရာမှာပြန်ထန်ပြီးခုံပေါ်မျက်နှာအမောက်ထားရင်ခဏနားနေလိုက်တယ်ခဏနားမဲ့လို့စဉ်းစားထားပြီမောင်းနေရင်းကနေသူ့မျက်လုံးတွေမေးစင်းလာပြီးအိပ်ပျော်သွားသူဘယ်လောက်တော့အိပ်ပျော်သွားတယ်မသိနားထဲမှာတေးလောင်သွားမြည်ဟီးလာတဲ့နိုင်တန်တောင်တောင်ကြားမှာဖြက်ကနေနိုးလာနာရီကအခန်းထဲမှာရှိပြီမယ်အတန်ကနာလေးမှကပ်ပြီးကြားရသလိုတေးလောင်လုံးနေသူ့ဝေဝါးနေတဲ့မျက်လုံးတွေကိုပို့တက်ရင်လက်ကနာရီကိုငုံကြည့်လိုက်တော့ညတနာရီတိတိတော်တော်လေးအိပ်ပျော်သွားတာပဲဒီလိုတွေးရင်အချီမူတူထိုင်းနေတော့မှတင်းဆိုတဲ့တချင်းကြီးတန်တက်တယ်သူသိချာနားဆုံးကြည့်လိုက်တော့ဝင်းဦးရင်ချယ်ရီမြေတချင်းကိုညီးနေတဲ့အတန်ခတိုးတိုးတခုတာမန်အတိုင်းဆိုတချင်းကြီးတန်ကြားရတာမဆန်းပြီမယ်အခုကြားနေရတဲ့အတန်အိမ်ထဲကလာနေတဲ့အတန်ပြီးတော့မိန်းကလေးလားသူအချီမူတူဖြစ်နေတာတွေအကုန်ပြေးသွားပြီးခိုင်ရာကနေဖြည်းဖြည်းထားလိုက်ပြီးတော့ခြေလမ်းတွေကအတန်ကြားရအခန်းဘက်စီသူခြေတမထွက်အောင်ဖွာနေလိုက်ခန်းဝါကလိုက်ကပုံဘေးကိုမားတင်လိုက်အခန်းမှာကမီးအိမ်လေးတော့ဖွင့်ထားတာမလို့အလင်းရောင်အတော်လေးအားနေနေရုတ်တရက်သူ့မျက်လုံးတွေကအမောင်လေးမှကျင်းသားမိအတန်ကြားရစီလှမ်းကြည့်လိုက်တော့ပုံရိပ်တစ်ခုရှိနေတာတော့တေချာသိလိုက်ဘာဆိုတော့တေချာမြင်ရအောင်ခြေလမ်းကိုရှေ့တိုးလာပြီ
မျက်ရည်ကြည်ကြည်ဖွင့်ကြည့်ပုံရိပ်ကဖြည်းဖြည်းပြီးပြင်းလာကြောပေးလေးရဲ့အနေထားနဲ့ဒီတိမ်ပေါက်ပေါင်းကုန်မှိကြည့်ခဏနှွဲ့ရက်နေတဲ့အမျိုးသမီးတည်းမိကုန်းရောင်ဝမ်းဆက်ကိုဝိဆင်ထားပြီးသတုံးကိုခမင်းမင်းထုံတာခမင်းကအထက်စင်အပြခက်ကြီးကြီးနဲ့ဖြစ်ပြီးသတုံးထုံထားပုံကလေခင်အောင်ကပုံစံမျိုးသူမလှုပ်ရှားလိုက်တိုင်းမှလေဝိဆင်ထားသည့်လက်ကောက်တွေဆွဲကြိုးတွေစီကနေသူကျွင်းကြီးအတန်တွေထွက်လာဘဲသူလေသူတုံးရင်းစွာမေးလိုက်တဲ့စကားအဆုံးမှာသူမကတချင်ကြီးလာရက်သွားပြီးခဏနှွဲ့ရက်နေရကနေကိုဟန်မှတ်သွားတယ်ပြီးတော့သူမမျက်နှာကတဖြည်းဖြည်းဒီဘက်လှည့်လာတဲ့အချိန်မှာဒီအမျိုးသမီးမှာမျက်နှာမပါရှိပြီမျက်နှာမပါဘူးဆိုတာထက်တကိုယ်လုံးကိုတရေပူပေါင်းကဲ့သို့ပွားလွှတ်တင်းရင်းနေတဲ့အဝင့်တွေနဲ့ရစ်ပတ်စီနောင်ခံထားရသလိုတင်းချက်ပြောင်းတင်းစွာသူမကခေါင်းဆောင်လဲနေရန်ကနေခန္ဓာကိုယ်ပါလှည့်သူမရဲ့အဝေးလုံးနေတဲ့လက်တွေလက်ပင်းတွေအကုန်မျက်နှာအလားတူအဝင့်နဲ့စီနောင်ထားသလိုအနေပြင်းပြင်းကြီးသူမကကိုဟန်ကြောကြောနဲ့လက်ပါရဲရင်ကနေဇက်ကိုတကြိုကြိုမြောင်ထိုးလိုက်သူကတော့ဘာမှမထွက်နိုင်တော့အဲ့ဒီချိန်မှာပဲသူမကသူ့စီကိုတလန်ချင်းတိုးကပ်လာပြီငေါမျက်နှာရှာပြီးအတန်ကအစ်ဆက်အရှာတလောက်ထောက်ချပွဲအတီသူ့အလန်တကျနောက်ဆုတ်လိုက်တဲ့အချိန်မှာနောက်ကတစုံတရာကိုတိုင်မီလိုက်တာမလို့တက်ကြည့်လိုက်တော့ဟာသူမနဲ့လာတော့အမျိုးသမီးနှစ်ယောက်တယောက်ကမျက်နှာပြက်ပြတယောက်ကမျက်နှာဟောပါသူ့စီကိုလက်တွေဆက်တန်းငါတို့မျက်နှာရှာပေးစမ်းသူကြောင်းလန့်တကြားနေကျမ်းမြင့်ပေါ်ထိုင်ချမိလိုက်ဘာတွေလဲခမရတို့ကဘာတွေလဲသူထိုင်ရင်းကလို့ရဆိုတော့ထုံမျိုးသမီး၃ယောက်ကသူ့နားမှာဝိုင်းရက်ပြီးပုံပုံငုံကြည့်လာပြီးတော့သူ့ကိုလက်ညှိုးငေါင်းအောင်ထိုးတဲ့သူကထိုးခါတော့ကြံတွေးတဲ့သူကတွေးထားပြီးမြင်ကြားနေရတဲ့အတန်ကတော့မျက်နှာပေးဆိုတာကြီးပဲနောက်ဆုံးသူ့မျက်နှာနဲ့လက်ပင်ပေါ်ကြားရောက်လာတဲ့အေးဆက်ဆက်လက်တွေသူ့မျက်နှာနားဒီတိုးကပ်လာတဲ့ဒီပြောင်ဝါမျက်နှာပြောင်တွေပြီးတော့သူ့အသိစိတ်တွေတင်းပြန်သွားပြီးမြင်းအာယုံတွေလည်းအမှောင်လေးကျသွားခဲ့နားထဲမှာစူစူညံ့ညံ့ဝင်လာတဲ့ဖုံးမိတန်ကြောင့်သူ့နိုးလာခဲ့တယ်မျက်လုံးမဖွင့်ပြီးထားထိုင်တဲ့အချိန်မှာသူ့တကိုယ်လုံးညောင်းကိုင်းနေတာတတိထားမိလိုက်မျက်လုံးဖွင့်ကြည့်လိုက်တော့ငါကဘာလို့ဒီနေရာမှာအိပ်ပျော်နေတာလဲသူအိပ်နေတာကအခန်းထဲမှာမဟုတ်ပဲအခန်းကကျမ်းပြင်ပေါ်မှာသူပြန်စဉ်းစားကြည့်တော့မှညကအဖြစ်ပြက်ကိုပြန်တတိရသွားဒီအဖြစ်ပြက်ကိုသူအိမ်မက်မက်နေတယ်ပဲထင်ခဲ့တာမလို့ဒါဆိုညကကိစ္စကအိမ်မက်မဟုတ်ဘူးပေါ့သူအတွေးတွေလဲနေတော့မှပဲဖုန်းဟာတစ်ခါထပ်မိလာတာမလို့သူနဲ့မလက်မကမ်းမှကြားနေတဲ့ဖုန်းကိုသူကောက်ကင်လိုက်ဟယ်လိုအေးမောင်ယူငါပါကွာတပတ်ကပြောလာတော့ကဦးတယ်ဟာဦးတယ်ဖုန်းမဆက်တာတောင်ကြားပြီဗျာနေကောင်းတယ်မလားအေးကောင်းပါလေကွာခါနေမင်းစီပကြီးကားရောက်ပြီဆိုဘန်းနဲ့လေအကြိုက်တွေ့ရတာအကြိုက်တွေ့လားဆိုမှသူ့ကခွေးပင်မကြည့်ရသေးတာတတိရသွားပြီရောက်တာကရောက်နေပြီကျွန်တော်လှုပ်ရှုံးနေတာနေခွေးမကြည့်ရသေးတာဦးတဲ့ကြီးအေးအဲ့ဒါငါလက်ဆောင်ရထားတဲ့ထဲကတစ်ချက်ကွာမင်းကြိုက်လောက်မဲ့ထင်လို့ငါပို့ပေးလိုက်တာကြည့်လိုက်အောင်လေကွာပြီးရင်ငါစီအကျိုးကြောင့်ပြန်ဆန်အောင်ရလားဒါပဲဦးထိန်ကပြောဆိုဖုံးချသွားခဲ့တယ်ဖုံးပြောပြီးတာနေသူကျမ်းပြင်းပေါ်ကထိုင်ရင်ချက်ချင်းဆိုသလိုပကြီးကားစီလျှောက်လာခဲ့တယ်ပကြီးကားပေါ်ကဂတ်တို့တွေတလွာချင်းခွာပြီးမှပကြီးကားကိုလက်တဆန့်ထုတ်ကန်ရင်ငုံကြည့်လိုက်တော့ဟေးမတူညီတဲ့အယောင်တွေအနီမိကိုအဝါအစိမ်းအပြနှုတ်ပန်းရောင်ဆက်ချင်းကင်းမဲစွာတည်ရှိနေတဲ့အယောင်တွေကစက်ကျင်စွာစွမ်းငဲ့နေစားအယောင်တွေချားကနေထွက်ပေါ်လာတဲ့ပုံရိပ်တွေကအမျိုးသမီး၃ယောက်အယောင်အားပြင်းပြင်းနေပိုင်ဆိုင်ထားကြပေမယ့်မျက်နှာမှာပိုင်ထားတဲ့အမျိုးသမီး၃ယောက်အတိအကျဆိုရရင်တော့ညကသူတွေးခဲ့ရတော့အမျိုးသမီး၃ယောက်သူပကြီးကားကိုကောက်ကန်တက်တဲ့တေကအတွေးတွေချာချာလဲနေတော့မှကြော်တဲ့စိတ်ကနေခန်းစားလိုက်ကြကြောပြင်းကနေလေဘန်းထီ
တက်လာတဲ့ကြသိန်းထဆိုတဲ့ခန်းစားချက်ကိုခန်းစားမိလိုက်တဲ့အချိန်သူ့အကျော်အယုံတဲကိုတိုးပေါက်ဝင်ရောက်လာတဲ့အတန်တစ်ခုအဲ့ဒီအတန်ကငါတို့မျက်နှာရှာပေးငါတို့မျက်နှာရှာပေးပါမြေခွေးနဲ့ကိုအမျိုးသမီးတုံးကိုဒီကဆောဝင်ရောက်လာချိန်မှာတော့ကျွန်တော်ကိုသူအရင်လုံးကိုတော်ညာဆောင်လို့ရတော့ကကြုံခွဲရတဲ့အကြောင်းပေါ့ကိုသူကပရီဘောကကိုတော်မှာညာဆောင်လို့ရတယ်ညာဆောင်ဆိုပေမဲ့ကိုတော်မှာညာဘက်ဆောင်သဘောမျိုးနေတွားရီပေးရတာတညာလုံးထိုင်ဆောင်ပေးနေရတာမျိုးမဟုတ်ဘူးအစာအိုးကတော့ကိုတော်တွေရဲ့ထုံးစံတိုင်းပက်ပက်လျော်ခေါင်းမိုးရောတုတ်တွေကားထားပြီးကျဲလဲအကျဲကြီးပဲကိုသူနေရတာကတော့ကိုတော်ရဲ့ထခိုးလို့နေရမှာပရီဘောကကိုတော်ဆိုတော့ကတ်တင်ဘီယိုစပွဲခုံထိုင်ခုံမှန်တင်ခုံစာအုပ်စင်မွေးရပါကင်ထုံးစာတွေပစ္စည်းတွေအပြည့်ပဲကိုတော်ရှိတဲ့နေရာကစင်ကျင်ပုံရက်ွက်တစ်ခုရဲ့အစွန်မြေရိုင်းကွင်းထဲမှာရှိတာဘေးမှလေပိစာကိုတော်ကော်စောကိုတော်ပလတ်စတစ်ကိုတော်စားတွေတခြားကိုတော်တွေရှိသေးတယ်ကိုတော်တစ်ခုနဲ့တစ်ခုကြားမှာတန်စီကျိုးတွေနဲ့ပဲစီယိုဖြစ်ချထားတာကိုတို့လှုပ်ရှားဝင်တဲ့ညကလေးကညင်းနှက်ပြီးဆိုတာနေခွေးတွေရမ်းဥတွေကိုတောင်တွေအရှိလမ်းမှာခွေးတွေအုပ်လိုက်ကြီးအကြာကြီးဆွဆွမ်းငငယ်ဦးနေတာမျိုးကိုတို့အတွဲကတော့ဒီလိုမျိုးခွေးဥတာကကြွားမာနေစဉ်ငငယ်ကလေးကကြားရလိရှိတာမျိုးဆိုတော့အရန်ထုတ်ပြီးမကြောက်မိဘူးပေါ့ခွေးဥတန်တွေနားထောင်ရင်အိပ်ရတာများတော့အိပ်ရဝင်သချင်းလိုတောင်ဖြစ်နေပြီပြောရမှာပဲဒါပေမဲ့ထူဆန်းနေတာကိုစသတိထားမိတဲ့ညအဲ့ဒီညကကိုသူအိပ်ပျော်ကစားခွေးဥတန်ကြားတာနဲ့နိုးလာခွေးကနာလိုဦးနေတယ်လို့မျိုးတအူးတကိန်ကိန်တွေအော်တဲ့တန်မျိုးကိုတချက်တည်းသူ့ပြားတွေကလည်းတပုံးပုံးနဲ့အတန်တွေထွက်လာသေးတာပုံမှန်နဲ့မတူတဲ့အတန်မျိုးဆိုတော့ကိုသူလေးကွားနဲ့ဓမီးယူပြီးထခိုးကဗဒင်းပေါက်ဘက်ကိုခြေတန်းဖော်ပြီးကတ်သွားလိုက်တယ်ဗဒင်းပေါက်ကကဲလာပုံစံမျိုးဆိုတော့အန်ကြားမပေပေအမြဲလို့ခက်ခါလေးပဲထားထားတာအဲဟာနေတဲ့နေရာကနေကိုသူအတန်ကြားတဲ့ပဲငုံကြည့်တော့ခွေးကပြေးဖို့ကြိုးစားနေတယ်လို့မျိုးအကြောက်ကန်ရုံနေတာဒါပေမဲ့ရှေ့မရောက်ပဲနေရာမှတည်းရက်ကန်ဖြစ်နေပြီနောက်ကတရုတ်ကဆွဲရန်လိုက်တယ်လို့ကိုတော်နေရန်ကသူပြနေတပုံပုံပြစ်တိုက်ပြီးလဲသွားလိုက်ထားပြီးလိုက်နေဖြည့်နေတယ်ကိုသူကြည့်ရင်တော်တော်လေးအံ့ဩသွားတယ်စိတ်ထဲမှလေတခုခုတော့ပုံမှန်မဟုတ်တော့ဘူးဆိုတာတတိထားမိလိုက်တယ်ဒါပေမဲ့ကြောက်တော့ကြောက်မသွားဘူးကိုသူကတော်ရုံ6လန့်တွေလောက်ကိုကြုံဖို့ထားတဲ့သူဆိုတော့ဒီအချိန်လေးလောက်ကတွေးမြက်ပြတ်ဘူးဒါနဲ့ခွေးရဲ့ဘေးနာတစ်ဝိုက်ကိုလေးကွားနဲ့ချင်းပြီးမမြင်ရတဲ့အရာကိုရန်တမှတ်ပြတော့တာပဲလောက်စလုံး9လုံးလောက်နေပြေးပြီးတဲ့အချိန်ကြတော့ခွေးကပြေးလို့ရသွားပြီလို့ရပြေးသွားလိုက်တာများနောက်လည်းမကြည့်စတမ်းပဲအကြမှာကိုတို့လေအိပ်ရပဲပြန်လာပြီမအိတ်ခင်ဖះတိချာချီကိုပြီးမှပြန်အိတ်လိုက်တယ်နောက်တညကျတော့ကိုသူညလေစာစားနေတော့ကိုတောင်ခေါင်းရင်းဘက်ကနေခဲချင်းထုသလိုအတန်ကြားတာနေအတန်ကြားတဲ့ဘက်ကိုသွားပြီးသူ့ဘောက်ကနေချောင်းကြည့်တာမြင်လိုက်တာကခလေးနှစ်ယောက်တယောက်ကယောက်ျားလေးတယောက်ကမိန်းကလေးဝေထားတာတော့ခဏနွားလေးတွေပဲကိုသူပဲကြောပေးထားမိမြေကြီးဘောကတခုခုကိုခဲနေတထောက်ထောက်ထူနေကြတာသူ့စိတ်တွေမတင်ကားပေမဲ့ညနာမမြင်ရတော့လူလားပါလားမခွဲပြားသေးဘူးအချိန်မတော်ကြီးဒီနေရာမှာအချောင်းလည်းမရှိနေနေတာဆိုတော့လူမဟုတ်တာလေဖြစ်နိုင်တယ်လို့အနီးနားအိမ်ကကလေးတွေကိုတောင်ဘက်ခိုးဝင်ကြတာမျိုးလေးဖြစ်နေဒီတော့တက်တက်ကွက်ကွက်တီးရအောင်ဆိုပြီးချောင်းဟဲ့တန်အဟမ်းဆိုပြီးခက်ကြက်ကြက်လှမ်းဟန့်လိုက်တယ်နှစ်ယောက်လုံးကပြူးပြူးပြပြနဲ့လှည့်ကြည့်ပြီလက်ထဲကခဲနေအတန်ကြားတဲ့နေရာကတုတ်ကိုခဲနဲ့ဒေါင်းနဲ့နေအောင်ထိုးပြီးပြေးကြပါလိရောလှည့်ကြည့်တဲ့ထီကိုကလေးတွေရဲ့တရုပ်အမှန်ကိုသူမသိသေးဘူးပြေးမှတေချာသွားတော့တာပဲကားထားတယ်6ပေကြော်တန်ဆူရိုးစီယိုးကိုတစ်ချက်တည်းနဲ့ခုံသွားပြီးဘေးကကိုတော်ခေါမိုးဘော့ကိုတက်သွားလိုက်တာမှချောင်းကနေပြီကိုသူလေကြောက်သွားတာတော့မဟုတ်ပြီရင်တုံသွားတာတော့အမှန်ပဲအရင်ကကြုံဘူးထားတဲ့နာနာဘဝအထွေကြုံကအရင်မြင်တန်ကြာခါတို့ခြေတိုးလောက်တယ်ဒီလိုအနိခက်ထထင်ရှားရှားမြင်ဘူးတာကပထမဆုံးဆိုတော့
လည်းနဲ့တော့ချိန်မကမီလက်မကမီနေဘာလို့လုံးရမှမသိဘူးဒါနဲ့သမင်းကျော်ထဲထားတွေဖော်ပိုးကြီးဆွဲပြီးထကိုးပေါ်ပြေးတတ်တော့တာပဲအပေါ်ရောက်မှအင်္ဂါယူလာတွေပဒီလေးလက်မအပတ်ပြီးတက်တလောက်မှတ်တလောက်နေရုပ်ဖက်နေလိုက်မှစိတ်ကပြန်ငိမ့်သွားတယ်နောက်ပိုင်းညတွေမှာနည်းနည်းပိုသိတာလားကိုတောင်ပေးမှာပတ်ပြေးနေတဲ့ခြေတန်းတွေကလေးရှိတဲ့ငိုတန်းတွေကြားရတာစိတ်လားအစာပိုင်းတော့လူကတ်တဲ့အထင်လို့ကိုသူထကြည့်သေးတယ်နောက်အကြောင်းသိလာတော့မကြည့်တော့ဘူးနောက်ပိုင်းရက်တွေမှာကိုတောင်ခေါင်မိုးပေါ်မှာတုံတုံပြေးတဲ့ခြေတန်းတွေပါကြားလာရတယ်ကိုတောင်ကမြင်းတဲ့အပြင်ဘေးမှာပင်ကြီးမရှိတော့တိတ်ကိုင်းကြိုးကြတာလည်းမဖြစ်နိုင်သလိုကြောင်တိုးရှင်းတို့တက်ပြေးတာမျိုးလည်းမဖြစ်နိုင်ပြန်ဘူးခြေတန်းကအရန်ကျက်ပြီးအားလဲပြင်းနေတခါတလေဆိုခေါမိုးဘော်ကနေရှော့ဆူဆင်းသွားတဲ့အတန်မျိုးကြားရပြီးမြေကြီးပေါ်အချိန်နဲ့ကြားသလိုဘုံမနဲ့အတန်ကြကြီးကြားရတယ်ကိုသူ့လိုယောက်ျားလေးတော့အတန်ကြားရုံနဲ့လမ်းလောက်အောင်ကိုအတန်မျိုးစုံထွက်လာတာကိုသူအိပ်ပြောနေတဲ့အချိန်ဆိုခေါင်းရင်းကတုပ်ပြားကိုလက်သေးနဲ့ချစ်သလိုအတန်ကြားလိုက်လက်ခေါင်းနဲ့လာခောက်သလိုအတန်ကြားလိုက်နေဖြည့်လာခောက်တာမှာစီးကြက်ကြကိုခောက်တာပြောရရင်အတန်ပေးတာတွေကတဖြည်းဖြည်းနဲ့ကျန်းလာတယ်ပြောရမလားဗျကိုသူအိမ်မောချနေတဲ့ချိန်မျိုးဆိုနားတွေစကားပြောတဲ့တိုးကြားရတာမျိုးပါဖြစ်လာစကားပြောနေမှန်တော့စိတ်ကသိပြီမယ်အဲ့ချင်းစိတ်အားကြီးတော့အတန်တာကြားနေရတာဘာတွေပြောနေမှန်ကိုသူသိချမသိဘူးအိမ်မက်လိုတကယ်လိုနေညာတိုင်းကြားရတာဒါပေမဲ့အဲ့လိုတွေထီလေကိုသူအဆင်ပြေသေးတယ်ထင်အောင်ထင်မလို့ပဲစိတ်ထဲတတ်မှတ်ထားပြီးမနေရဲမထိုင်ကြီးကြောင်မိလောက်တဲ့အထီတော့မဖြေသေးဘူးဒီလိုနဲ့တညာကိုသူနှိမ့်နှိမ့်ချိုက်ချိုက်အိပ်ပျော်နေတဲ့အချိန်အတန်တစ်ခုကြောင့်နိုးလာအတန်ကပါဇက်ထဲမှာရင်းကုန်ပြီးဂလူးလုံးတလို့အတန်မျိုးကုန်မှာတော်တော်ကြည်တယ်အတန်ကြောင့်နိုးလာပြီးကိုသူမျက်လုံးဖွင့်ကြည့်တော့ပဝင်းကျင်ကလုံးဝမှောင်ပိတ်နေတာထိတော့မီးပြတ်နေပြီဆိုတာသိလိုက်ကိုသူအိပ်ရင်အောက်ထက်မီးလုံးတွေအလုံးပိတ်ပြီမေထခိုးပေါ်ကနှစ်ပိတ်မီးချောင်းကိုတော့မပိတ်မိဘူးအတန်ကြားရလို့နိုးလာတာမှန်ပေမဲ့အတန်ဒီကြားရတာရိုးနေပြီမလို့ထိုးပြီးတတိမထားမိဘူးဒါနဲ့ကိုသူနိုးလာတဲ့အတူတူရေတောက်အောင်မဲ့ဆိုပြီးထထိုင်တော့မြင်လိုက်ရတဲ့ဟာကြောင့်အိတ်ဆုံးမဝါဖြစ်နေတာတွေအကုန်ပျောက်သွားတယ်ချက်နောင်နေကိုသူ့ချင်းရင်နေတပေပဲကွာမဲ့နေရာလောက်အမှောင်တွေမှာဝါကြီးချင်းနေထိန်တောက်နေတဲ့မျက်လုံးနှလုံးကိုသူ့ကိုတေချာကြီးကိုစိုက်ကြည့်နေတာစက္ကန့်ပိုင်းအတွင်းခေါင်းထဲဝင်လာတဲ့အထွေးကကြောင်နေမှာပေါ့ဒါပေမဲ့တစ်ချိန်တည်းမှာပဲပြန်တွေးမိတာကဒီကိုတောင်တဲကကိုသူတော့အပေါက်မဖွင့်ပေးကြောင်မပြောနေကြွတ်တောင်ဝင်လို့မရဘူးပြီးတော့မျက်လုံးကကြောင်မျက်လုံးအရွယ်စားမဟုတ်ဘူးတာမန်လူမျက်လုံးထိကြီးလဲကြီးကျဲလဲကျဲပြူးလဲပြူးတယ်ကြီးနေတဲ့အမြင့်ကလေကိုသူထိုင်းနေတာထက်တောင်ပုံမြင့်တဲ့နေရာလောက်မှာထားနဲ့ကိုသူငြိမ်ချသွားပြီးသိချာကြည့်မိတော့အမျက်လုံးကြီးကလည်းပြန်ကြည့်နေတာမှမျက်တောင်မခံဘူးတမ်းမီးကကိုသူလက်တကန်းကွာမှရှိပြီမယ်ကိုသူနည်းနည်းမှမလှုပ်ရဲဘူးမတော်လို့ကိုသူကိုဆွဲချသွားမယ်ဆိုလှမ်းဆွဲချလို့ရမယ်အကွာဝေးမှာရှိနေတာဆိုတော့ကိုသူမစွန့်စားရဲဘူးပဝင်းချင်းတစ်ခုလုံးကလေတိတ်ဆိတ်နေတာဆိုတော့ကိုသူပေါ်ပြီးစိတ်ချောက်ချလာတယ်ဒီအတိုင်းငါမီးထံပြီးကြီးနေမိတာကိုဘယ်နဲ့စက္ကန့်လောက်ကြာမှန်းမသိဘူးခဏလောက်ကြာတော့သူ့စိတ်တွေဒီအတန်းကြီးထိုင်လို့တော့မဖြစ်ဘူးဆောင်းခေါင်းမှုချုံပြီးနေမယ်ဆိုပြီးဆောင်းကိုဆွဲဖို့လက်လုတ်လိုက်တဲ့အချိန်ဟင်းဆိုပြီးလှမ်းဟန့်တယ်လို့အတန်းကြီးထွက်လာတော့ကိုသူဆိုတာနှလုံးကငရိတ်တက်ဆောင်ပြီလားမရလောက်အောင်လှမ်းပြီးလူကတုံတက်သွားတယ်ထားနေမလုံးမရှက်ကြီးထမ်းပြီးတောင်ကြီးမြောက်ကြီးနေလူကချွေးတွေရွှဲလာဖျားစားရုပ်ဖို့လည်းမရဲပြန်ဘူးတော့ကြဖျားစားရုပ်တာသိလို့ဒေါ်တပေါင်းထားပြီးကြိုက်ပေါက်တောင်းကျမ်းမှလေကြောက်တာကိုအဲ့ဒီဟာကြီးကလေဘဲမှမရွှေပဲကိုသူ့ကိုပဲပြူးထိတ်နေအောင်စိုက်ကြည့်နေတာနိုင်ဝဲကြော်ကြော်လောက်ရှိတယ်ဒါပေမဲ့သူ့ကိုကံကောင်းသွားတာတခုကနည်းနည်းကြာတော့ဖြက်ခနေပြီးပြန်လာပါသေးရောအမောင်လည်းမျက်စိသားကြနေတဲ့ချိန်မီးလာလိုက်တော့ကိုသူ့မျက်လုံးကပြာကနေဖြစ်သွားတာနေကိုသူ့လေမျက်လုံးကိုမှိတ်ပြေးလိုက်မိတာပြီးမှပြန်ဖွင့်ကြည့်တော့ချင်းမှခွန်းကမျက်လုံးကြီးမရှိတော့ကိုသူ့ချင်အောင်ကတော့တယောက်ယောက်ပေးထွက်သွားသလိုတောက်ကရမ်းထွက်ပြီးကျန်းနေခဲ့တာကိုသူရင်တွေတုံးပြီးဘေးကဓမီဖုံဗတိနေဖျားစာအုပ်လေးကောက်ကပြီးပြန်မအိပ်ရဲတော့တာဘိုးလေးပေါက်ငုတ်တော့ပဲ
အဲ့ဒါကပထမဆုံးအနည်းကကြုံခဲ့ရတဲ့ညပေါ့နောက်တစ်ခါကြုံတာအခါလေးမီးပြတ်နေတဲ့အချိန်ပဲဒါပေမဲ့ဒီတစ်ခါကအရန်မုံမချုပ်သေးဘူးည9 နာရီလောက်ပဲရှိသေးတယ်အဲ့ဒီတုန်းကမိုးဦးကြဆိုတော့မီးကခဏခဏပြတ်တယ်မီးပြတ်သွားတော့ကိုသူဘေးကမီးပြတ်တက်လို့စောင်းထားတယ်မီးအိတ်လေးဖွင့်ထားပြီးဓမီလဲလိုရမယ်ရကိုင်းထားသေးတာလူကမတိစိတ်ကနည်းနည်းတော့လန့်နေတာပေါ့အဲ့ဒီချိန်အောက်ထဲကနေထုံးစံတိုင်းအတန်ဒီစားထွက်လာခုံတွေရွှေ့တယ်လို့တကြွကြီးနဲ့အတန်ကတော်တော်ချေတယ်အစားကတော့ကိုသူစင်းကြည့်ဖို့မရဲသေးဘူးဒါပေမဲ့မကြည့်လို့ပစ္စည်းတွေတခုခုဖြစ်သွားရင်ကိုသူပဲတာဝန်ယူရမှာဆိုတော့အာတင်မီဆင်းလာခဲ့တယ်ကိုသူလေကားကနေဆင်းလာပြီးအောက်ရောက်တော့အတန်တွေကပိုးကျဲလာကိုသူအတန်ကြားတဲ့ဘက်တွေဓမိနဲ့လိုက်ထိုးကြည့်တော့ရိတ်ခနဲ့တွေအများကြီးမြင်ရတာနဲ့လူကချွေးစားပြန်လာဒါပေမဲ့ကိုတော်လက်လန်းကနေဖြည်းဖြည်းချင်းရှောက်လာပြီဓမိနဲ့ဟိုဘက်ထိုးကြည့်ဒီဘက်ထိုးကြည့်လုံနေတော့တနေရာရောက်တော့လူတကောလုံးအခဲခန့်လိုက်ရသလိုတောင်းတင်းသွားတယ်မှုရတွေထောင်ထားတဲ့အစွန်မှာပြိုကျမှာဆိုလို့စတီးတွေနဲ့ထိမ့်ပြီးခူထားတာရှိတယ်အဲ့ဒီစတီးပေါ်မှာဒူကြီးဖဲကားထားပြီးခေါင်းငိုင်းဆိုင်နဲ့ထိုင်းနေတယ်ဖြူပြပြကြီးခေါင်းကစပင်ကျိုးတို့ကျဲတဲ့နေကိုလုံးသေးတစ်ခုလုံးမှာခါနာကပစိုးလိုအကွက်စင်အဝေးပိုင်းလေးပဲပါတယ်ခြေထောက်တွေလက်တွေကအရှိကြီးအသားရောင်ကဖြူတာကနေပြတဲ့ဘက်ရောက်နေတဲ့အပြင်ဓမီကြောင့်အောက်မှာဆိုတော့အမောင်ထဲမှာကွက်မိနေရတယ်လို့မလို့ပိုကြောက်ဖို့ကောင်းနေတာကိုသူအကြောက်လုံးပြီးအကြည်လည်းမလွဲဘူးဓမီကိုလက်ကကြေးကြေးပေါအောင်ကပ်ပြီးအဲ့ဟာကြီးစီမီထိုးမီတာကိုလည်းမလွဲဘူးကြောက်စိတ်ကြောင့်လက်တွေကတဆက်ဆက်တုံးလာပြီးမီးကြောင်ကပါလှုပ်နေတာအဲ့ဒီဟာကြီးကခေါင်းကိုထိုင်ရကနေမတိမတာမောကြီးလာတော့မြတွင်ဟောက်ဘက်မမဲကြီးမြင်လိုက်တော့မှသူကတတိပြန်ဝင်လာပြီးထကိုးပေါ်တက်တယ်လှေကားဘက်ပြန်ပြေးတော့တာပဲဗစက်ကအော်တော့အော်နေပေမဲ့အတန့်ကတေးအေးကတွေဘာမှမထွက်ဘူးအပေါ်ရောက်တော့ချက်နောက်နေအမြန်ပြေးဝင်ပြီးအသင်းဆောင်ထားတယ်ဝင်းတို့ကောက်ကင်ဘာလာလာရိုက်ချပြစ်မဲ့ဆိုတဲ့စိတ်နေထိုင်းနေတော့တာတရေကလေကိုသူဝင်းတို့ဆောင်ထားတာတီးလို့လာတော့မသိဘူးအပေါ်လိုက်မလာဘူးအောက်မှာပဲခုံတွေရွှေ့စူးညံ့နေတာမီးပြန်လာမှာအတန်လဲတိတ်ကြသွားပြီးဘာမှမရှိတော့သူလိုငြိမ်သွားကိုသူအဲ့ဒီညာကလေးကတော်တော်နဲ့အိတ်မပြောမီးလာတော့အထင်းမှာအတန်ငြိမ်သွားပြီအပြေမှာကတော့ခြေတံတွေကုတ်တန်ချစ်တံတွေကတော့ထွက်နေတော့မလို့စိတ်ချလက်ချမအေးရဲတာနေဖျားသားကြေးရုံနေရင်မနက်3 နာရီလောက်မှအိပ်ပျော်သွားတယ်နောက်တစ်ခေါက်ကကြတော့ည7 နာရီလောက်ကိုသူကိုတောင်ရှင်းမှာစလိတ်ထွက်တောင်းနေတငယ်ချင်းတယောက်နဲ့ဖုံးပြောနေတာအဲ့ဒီချိန်ဟိုဘက်လမ်းထိပ်ကနေစကားပြောရင်လမ်းလျှောက်လာတဲ့ခြေတံကြားရတာနဲ့လှမ်းကြည့်လိုက်တော့လူတွေမမြင်ရသေးပေမီးရောင်ခက်လက်လက်မြင်ရတယ်မီးကရင်းနှံစီမီးအိမ်လိုဟာမျိုးကိုခမမြောက်ကိုင်းလာတယ်လို့မျိုးနှိမ့်လိုက်မြင်လိုက်နေပေါ့ဒါနေဒီခေတ်ဒီလိုမီးအိမ်တုံးတဲ့သူကရှားတဲ့အပြင်ဒီအချိန်ဒီလန်လူဖြတ်တာလည်းရှားတဲ့ဆိုတော့စိတ်ထဲထူးဆန်းပြီးတေချာကြည့်နေမိတယ်ကိုတုံနဲ့နီးလာတော့မြင်ရတာကဓားနေတာလူ300တယောက်ကအသက်ခက်ကြီးယောက်ျားကြီးနှောင်းတဲ့ယောက်ကအသက်20ဝန်းကျင်လောက်ယောက်ျားလေးတယောက်မိန်းကလေးတယောက်အတန်တွေအရဆိုဦးလေးကြီးကတခုခုကိုမကြင်မနဲ့နေစုမှုမှန်မဲနေတာဒါနဲ့ကိုသူပို့ပြီးအာယုံဆိုင်ကြည့်နေတဲ့အချိန်အဲ့ဒီ3ယောက်ကကိုတော်ဝန်းရှိရောက်တော့လမ်းလျှောက်နေတာရပ်ပြီးကိုသူကိုလှည့်ကြည့်တာမှာ3ယောက်လုံးလှည့်ကြည့်ပြီးကြီးပုံကလေစားမတက်ဝါမတက်နဲ့ဒါနဲ့ကိုသူကြောင်သွားပြီဒီလိုတွေကဘာလဲဟာဒီလိုပုံစံမျိုးနေတေချာပြန်ကြည့်တော့မှမီးအိမ်ကြိုက်ထားတဲ့လက်ကဒီထဲမှာတွေဝဲနေတဲ့လက်ပြက်ကြီးပြီးတော့အဲ့ဒီ3ယောက်လုံးကဒူးလောက်ကနေအောက်ပိုင်းလုံးဝမပါပဲဒီတဲ့ဝဲနေသလိုတွေဒီလိုကြီးမှာတော့ကိုသူလေတီးလိုက်ပြီလေလူကနှထေမွေးတွေထောင်းပြီးလားမရလောက်အောင်လမ်းသွားပြီးစလိတ်မီးကိုမြေကြီးပေါ်ပြေးချလိုက်ပြီးမှတမ်းမပြေးသေးပြီအချင်းပါနေတဲ့6ယောက်ကစလိတ်မီးကိုဖိချိန်ညှိမ့်လိုက်သေးတာပြီးမှကိုတောင်နေတန်းနေအောင်ပြေးတော့တာပဲပြေးတဲ့သားပြောတာလူကဒူးတွေမခံမီတရောတော့ပါနေပြေးတာလားဒီဘက်ကုန်းသွားမိတာလားတော့တဲတဲကွယ်ကွယ်မသိတော့ဖုံပြောနေတယ်တစ်ဖက်ကတငယ်ချင်းကလေကိုသူဘလုံးပထွေပြောနေတာတွေကြပြီးဘာဖြစ်တာလဲမေးပေမယ်ကိုသူမဖြေနိုင်သေးလို့ဖုံချပြရတယ်အဲ့ဒီနောက်ပိုင်းစပြီးကိုသူဘ
အလုတ်ထွက်လိုက်ဖို့စဉ်းစားမိလာတာပဲအလုတ်ကတက်နဲ့ပတ်စံရားနေတာဆိုတော့ထွေရမှာကလည်းနှမျောဆလုံးဖိုးကလည်းလူကစိတ်ကမရဲတော့ဘူးဆိုတော့ခြေတုံချတုံတွေဖြစ်နေတယ်ဒါပေမဲ့အဲ့ဒီနေရာကမမြင်အပ်တွေကလည်းကိုသူမပြတ်မသားဖြစ်နေတာကိုတီများသိလေသလားမသိဘူးအဖြူအမဲကွဲအောင်ကူညီတော့တာပဲအဲ့ဒီညကမိုးတွေတဲကြီးမဲကြီးကိုရွာနေတာကိုတော်အောင်စာအုပ်တစ်ခုလုံးကတို့တွေနေစောက်ထားတာဆိုတော့မိုးတန်ကပုံမှန်ထဲကျပြီးအရန်လဲစူးနေတာမိုးရွာရင်မပါမဖြစ်တယ်မိပြတ်တာကလည်းပါလာတာပေါ့ကိုသူကတော့မိပြက်ကလေးကဒူးတွေတုံးနေပြီဘယ်နေရာကနေဘာများထွက်လာမလဲဆိုပြီးကြိုတွေးကြောက်နေပြီးသားဒါနဲ့ခြံအောင်ထဲမှာဆောင်းကောင်းမိုးချုံပြီးသမီးထွန်းတိုင်းဗတိကလည်းကင်ထားသေးတာအဲ့ဒီချိန်ကိုသူနေတဲ့ထကိုးပေါ်မှာလမ်းလျှောက်လာသလိုခြေတံကြားရတယ်ခြေတံကြားရတယ်ဆိုတာထေလှုပ်နေတာကိုခန်းစားမိတာပေါ့အားပြင်းနေခက်မြက်မြက်လျှောက်လာသလိုမျိုးဆိုတော့ကိုသူလေစိတ်ကိုကြိုပြီးပြင်ဆင်ထားလိုက်တယ်ငါစီတော့ကြားနေကြပြီခဏနေတော့ဘိုးတန်လေတန်ကြားကနေနားထဲမှာပီပီတတကြီးကြားရတဲ့အတန်ကတကြိုးကျွနေကလေးတွေငိုရီအမေတွေချော့နေကြအတန်မျိုးပြီးတော့ကလေးငိုတန်ခတ်ဆူဆူထားတဲ့လူကမျက်လုံးတွေပြူးကျဲသွားပြီးနားထဲမှာလေတတိပေခေါင်းလောင်းနဲ့မီးလာသလိုတွတ်ဆူညံသွားတယ်ပြီးတော့နှာခေါင်းထဲဝင်လာတာကမီးနေတဲ့အနက်အတန်ကကိုသူ့ကြော်ပဲချင်းလောက်ကနေထွက်နေတာထားတဲ့လက်ထဲမှာဗတိကိုလက်ထဲမှာတင်းနေအောင်စုပ်ထားတော့ဟဲ့ထားစမ်းအတန်6ကကန်းနဲ့ပြောရင်ကိုသူ့ဆောင်ကိုဆွဲလာတာကိုသူလေကြောင်းနေတဲ့ကြားကနေပြီဆောင်လုံးမတော့အောင်ပြန်ဆွဲထားရင်ဗဇက်ကလေအမေကဲပါဦးခတ်တိုးတာနေမိတာဟဲ့ထားစမ်းလို့ပြောနေတယ်လေဒီတခါအတန်ကတော့ကိုသူ့နာနာလေးကပ်ပြောလိုက်တဲ့အတန်မလို့ကိုသူခေါင်းနဲ့မကဘူးဒီကုလုံးကျိန်းသွားပြီလူကလည်းကြောက်စိတ်ကြောင်သွေးတွေပွက်ပြီးလာမှတ်လိုက်ရအောင်ပူထူသွားတယ်ဒါပေမဲ့လေပေါက်တဲ့နှစ်ဖူမထူတော့ပြီမလို့ဆောင်းကိုတင်းချုံရင်ငိမ့်နေလိုက်တော့တယ်ဒီလိုနေအပြင်မှာလဲမိုးကဆဲဆပြုတ်နေတော့မိုးသားတွေကနည်းနည်းတော့အားပြော့သွားတယ်အဲ့ဒီအချိန်ကိုသူ့ဘေးကအတန်းကလေထပ်ထွက်မလာတော့တာနေကိုသူဆောင်းနေတဲ့ရှောမဲ့ကြံတော့ကိုသူ့ဆောင်ကိုအတင်းဆွဲတော့တာပဲဆွဲလဲဆွဲအတန်ဟောကြီးနဲ့လေဆဲလဲဆဲတယ်ကိုသူလေဒီတခါတော့အားပြဲကြီးနေအမလေးဗျဒီလိုငိုတန်ကြီးနဲ့အောနေပြီအဲ့ဒီချိန်မှာပဲမီးပြန်လာမီးလာတာနဲ့ကိုသူဆောင်းဆွဲခံနေရတာလေရက်သွားတော့ကိုသူစိတ်တွေဒင်းကနေဝမ်းသာသွားတာခြေရက်တွေကကြားခဲ့တဲ့အထွေးကြောင်တွေအရာဒီကတရဲတွေကမီးလာရင်ပြေးတဲ့ပဲထင်တာကိုထားနေခဏစောင့်ကြည့်ပြီးဘာမှထမထူးကြတာနေဆိုင်ကယ်တောင်းနဲ့ဖုံးယူပြီးအောက်ဆင်းပြေးတော့တာပဲကိုသူဘယ်လိုမှစက်မနေရဲတော့တာနေအိမ်ပြန်ပြေးဖို့ဆုံးဖြတ်ပြီးသားဒါနဲ့တရောတော့ပါပြေးစင်းလာရင်ကိုတောင်အတွင်းကနေတန်ကျိုးနဲ့ပတ်ပြီးခတ်ထားတယ်တော့ကိုဖွင့်နေကြီးကရံငွေဖြစ်နေတော့မိကပြန်ပြတ်သွားရောကိုသူ့စိတ်ထဲလေသွားပြီပေါ့တကယ်လေနောက်ကနေခက်ပြက်ပြက်အတန်တကူထွက်လာမြင်ကြွကိုသူရောင်ရမ်းပြီးလှဲ့ကြည့်တော့မိမတယောက်လက်တစ်ဖက်ကဗီဒီယိုလိုဟာကိုင်းထားပြီးတစ်ဖက်ကခလေးပွေထားမိမပုံစံကအယိုးပေါ်ရည်ဒီမျက်နှာမဲခွက်ခွက်မဲချောက်ချောင်းနေစပင်းကလေကောက်ကွက်ကွက်ကြဲကြဲတူတူကိုသူ့ကိုမကြင်မနဲ့တူလို့ကြည့်နေတယ်ကိုသူ့စိတ်တင်ဗီဒီယိုလိုဟာကိုင်းထားပြီးမီတောင်းနေတာမျိုးမဟုတ်ဘူးမီလုံးကြီးလို့ရဲနေတာတဲ့ဒါနဲ့ကိုသူလေပြေပေါက်ပိတ်နေပြီဆိုတော့သူကကြောက်စိတ်နောက်ကနေဒေါသကပါလာတယ်ပြေဖို့ဆိုတော့ဖွင့်ရမှာမလို့စူစာဖွင့်နေပြီမေတော့ကဖွင့်မရသေးတော့ကိုမဲကြပြီးငါကိုင်းတုတ်ဆိုင်ကြီးလူကလေနဘူးတလို့တုံးလာကိုသူဆွဲတော့နောက်ကမိမကလေတောက်ခောက်ပြီးအားကြမခံစိတ်ရင်တိုင်ထွားနေတာနောက်ဆုံးတော့ပွင့်တော့အပေါက်ဝေးရက်ထားတဲ့ဆန့်ကဲကိုတော်ထုံးမောင်းထွက်လိုက်တယ်အပြင်းရောက်တော့စိတ်တွေနည်းနည်းတော့တက်တာသွားပြီမေခြံဝန်းတကားတော့ကိုနောက်တစ်ခေါက်ဖွင့်ရပြန်ရောဘိုးဘိုးပွဲတွေခြံတော်ဖွင့်နေတဲ့အချိန်ကိုသူပဲစိတ်ထင်တာလားတော့မသိနောက်ကောင်းနေငိုးတန်းရောရီတန်းတွေရောကြားနေကြတာအဲ့ဒီချိန်ကိုသူခံစားချက်ကထောက်ချလွန်းလို့အငွေးပြန်ခြင်းစိတ်တောင်ပေါက်တယ်တော့ပွင့်တော့ဆန်ကယ်ပေါ်ပြေးတက်ပြီးအမြန်မောင်းပြေးတော့တာပဲအစားကတော့ကိုသူအိမ်ကိုမောင်းတော့မလို့ကြံထားပြီမေကိုတော်ကတော့မခက်ပဲဒီတိုင်းထားခဲ့တာဆိုတော့ပစ္စည်းတွေပါသွားရင်
ကိုသူမပြောနိုင်တော့မလို့အဲ့ဒီညာကရက်ွက်ထဲမှနေတဲ့ငယ်ချင်းရဲ့အရင်မောင်အကျိုးကြောင့်ပြောအကူကြီးတောင်းတော့ငယ်ချင်းရဲ့ဖေးရဲ့ကလိုက်လာပေးတယ်ကိုတောင်ရောကိုတောင်ဝန်းတကားရောတောခတ်ပြီးပြန်လာတော့ငယ်ချင်းကဒီညတော့သူတို့အိမ်မှာပဲအိပ်ဖို့ပြောတယ်အချင်းက12နာရီကျော်ဖြစ်နေပြီဆိုတော့ကိုသူကိုတိုင်းကလေတယောက်တည်းမပြန်ရဲတာနဲ့ငယ်ချင်းအိမ်မှာပဲနေလိုက်တယ်မအိတ်ခင်စကားပြောကြတော့ကိုသူလေသူဖြစ်ခဲ့တာတွေအသေးစိတ်ပြောပြတာပေါ့အဲ့ဒီကြားတော့မှတငယ်ချင်းရဲ့ဖေကပြောပြတာအရင်ကအိုးလေးတို့အဖွားတွေလက်ထက်တွေကအဲ့ဒီကိုတောင်ရှိနေတဲ့နေရာကကြက်ကုန်းလိုနာမည်ကြီးတယ်နောက်ပိုင်းလူတွေကအဲ့ဒီမြေပေါ်မှာလယ်တွေစိုက်တော့လေလက်ခင်းတွေကဘာမှမဖြစ်ထုံးလို့ဒီတိုင်းပြထားရကနေတချို့လုပ်ငန်းရှင်တွေကကိုတောင်တွေထားဖို့ဈေးပေါ်နေလာဝယ်ချလို့ကြောင်ပြေးကြတယ်လို့ပြောတယ်မြေရှင်းတုံးကတော့ဝင်ဘူးတာတွေဖြစ်လို့အမိန့်စာတွေပြန်ကြော်ပွဲတွေပေးပြီးတောင်းပန်ပြီးမှဆက်လို့ရတဲ့ဒိတ်လီကိုတို့ကငကိုပရာလောကနဲ့ပတ်သက်ရင်တိတ်မကြောက်ပေမယ့်နဖူးတဲ့ဒူးတွေတွေးပြီးတဲ့နောက်မှာတော့တော်တော်ကိုကြောက်တတ်သွားတာအခုတော့ဘာမှမဖြစ်သလိုပြန်ပြောပြနိုင်ပြီမေအဲ့ဒီတုန်းကလာပိုင်းလောက်အထိကိုညဆိုဘာကိုကြောက်လို့ကြောက်မှမသိဖြစ်နေလို့တော်တော်လေးစိတ်ကိုအနေထိုင်အောင်ပြန်မွေးလိုက်ရတဲ့ဒိတ်လီကိုတယောက်၄နှစ်ကျော်၅နှစ်နေပါမပြန်ပြေးခဲ့တယ်စာတီးမျိုးစီပြန်ရောက်လာခဲ့တယ်မပြန်ပြေးဆိုပညာရေးအလေးထားတဲ့မိဘတွေကကိုရှစ်တန်းမတက်ခင်လွေရာဒီကလေးကမျိုးကြီးမှရှိတယ်ဘော်ဒါဆောင်စီပို့ခဲ့ကြတယ်ကျောင်းစာနယ်ပတ်သက်ရင်စီကံတိတ်ကြည့်တဲ့အမေကကိုငငယ်ကလေးတွေကနားချိန်ကစားချိန်ဆိုတာမရှိတော့အောင်စာမစာဖြစ်စေခဲ့တာရွယ်တူတွေပေါ်လုံးခံချိန်စပိန်စီးချိန်တွေမှာသူရှင်တွင်နေအချင်းကုန်ခဲ့တဲ့ကိုကအတန်းထဲကယောက်ျားလေးတွေတဲမှာလူကောင်ညှက်ညင်ဖြူဖြူပိန်ပိန်နဲ့မလို့အတန်းဖော်တွေကပိုဝဲဖြူလို့နာမည်ပြောင်းပေးကြတယ်ဒီလိုနေမိဘဩဇာအရေးရောက်မှာငင်းဝဲပြပြပြီးနေခဲ့ရတဲ့ကိုတရားဘော်ဒါဆောင်ရောက်ပြီးနောက်ပိုင်းမဆိုးတလောက်လေးလွတ်လပ်မှုခံစား권ရခဲ့တယ်ကျောင်းပိတ်ရက်တွေမှလေအိမ်မပြန်ရပေအဆောင်မှပဲတတန်းပြီးတတန်းအစမပြတ်တန်းနေရတော့တာအစာပိုင်းနှွေတွေမှာတော့ငကိုအတိုင်းစာမစာဖြစ်နေပေတော့မယ်နောက်ပိုင်းတကယ်အရေးကြီးတယ်10တန်းနှစ်လေလျှောက်ရောစိတ်ဖိစီးမှုများလာတော့စိတ်ထွက်ပေါက်ရှာရင်းကကိုအပြင်းခိုးခြင်းရင်ခိုးလို့ရတဲ့နေသားရှိမှန်သိလာတော့မတိမတာလီရေသာခိုတက်လာတယ်ဖီအားတွေအောက်မှာငင်းဝဲပြပြခဲ့ရသမျှဖီအားရှောနေတာကိုတတိထားမိတဲ့အချိန်မှာအရှိန်နဲ့ပြန်ကန်ထွက်တော့တာပြီအပေါင်းအသင်းဆုံးလာတာရောလူပြိုဖော်ဝင်စားမလို့ရစ်တစ်နေပုံကန်ချိန်စိတ်ရှိလာတာရောပေါက်ပြီးကိုတယောက်စာပြောင်းလဲလာတော့တာပြီစာလဲတိတ်မလို့တော့တလို့အဆောင်စည်းကံဖောက်ပြီးဟိတ်ဆိုရင်လေကိုထိတ်ဆုံးကကိုရေမထင်မှတ်ထားတဲ့ပြောင်းလဲသွားပုံကြောင့်အမေဆိုတာကိုမျက်ရည်လေးရွှေကိုကမတီကျေးကြို့ပြူရင်ပေတီလာလိုက်တာ10တန်းကြားတဲ့အထိဖြစ်သွားတော့တာပဲကြားလိုက်ရေနောက်ဆက်တွဲအနေနဲ့အမေကကိုစိတ်ကြောင်အိပ်ရတယ်ဘုံလဲတော့တာပဲကိုအပေါ်အတော်လေးမျောလင်းထားခဲ့တာလေပါတာပေါ့လေအမေရေစိတ်ရောလူပါချုံချပြီးအဖက်ဖက်ကစုပ်ယုပ်လာတဲ့အနေထားကိုမြင်မှာကိုအတိစိတ်ပြန်ဝင်နေဒါနဲ့ပဲစာတိချာစူးစမ်းပါတော့မယ်ဆိုတဲ့ကတိကိုပေးပြီးဘော်ဒါပြန်တက်တယ်တကယ်လေဖိစီအာတုံခွန်ဆိုင်စူးစမ်းလိုက်တော့အဲ့ဒီနှစ်မှာကိုဂုံလူ3ပါးအစားနေဆောင်းပွေးပွဲအောင်သွားတယ်အောင်စင်းချင်းထွက်ပြီးတပတ်နေ့မှာပဲဇာတိမြုပ်ကိုပြန်ချေချနိုင်တော့တာပဲဂျားထဲမှာက10တန်းဖြေထားသူတို့ထုံးဆက်အတိုင်းဟိုတင်တန်းတေဒီတင်တန်းတနေမြို့မှာပဲချိန်ဖြုံးရင်အောင်စင်းရင်ကိုစောင့်နေခဲ့ရတာကိုမျိုးပြန်ရောက်တော့လဲတငယ်ချင်းတွေနဲ့ပြန်တွေးရတော့၄နှစ်စာအထိုးချပြီးလဲတော်ပတ်တော့တာပဲအိမ်ကလေကိုရဲ့ပုံကတပ်ပုံကိုမြင်ထားတော့အရန်ကြီးချုပ်ချယ်မထားတော့ဘူးအထအလျှောက်လွတ်လပ်ခွင့်ပေးထားတယ်ဒီလိုနဲ့ကိုရေလဲတငယ်ချင်းတွေဖြစ်တဲ့ကျော်အောင်နဲ့ဝေယံတို့ရေ၃ယောက်ပေါင်းပြီးကဲကြတော့တာပေါ့ကဲတဲ့ဆိုပေမဲ့ကိုကလေတာပတ်တာကြီးစားရှာတာလောက်ပါပြီအတောက်စားကိစ္စတွေနေကင်းတုံးရှင်းတုံးပဲဘလောက်ကင်းရှင်းတာလဲဆိုတရက်ကဝေယံတို့အိမ်မှာအိမ်ရင်ဝေယံကိုရဲ့ရက်ပလင်းကိုခိုးတောက်ကြည့်တာတခွာလေးတောက်ပြီးမြတ်ဖြူလက်လန်ပက်လက်လက်လန်တဲ့အထိမိုးသွားလို့အရက်ဆိုကိုကလန့်တယ်လို့တငယ်ချင်းနှစ်ကောင်ကလေကိုတွေးကြီးပုံကိုလန့်နေဒီတော့နောက်ပိုင်းအရက်ဆိုကိုကဝဝေးကရှောင်းနေထားပေမဲ့မတောက်ဖွဲမိုးစင်မဲ့ကိစ္စတွေဖြစ်လာခဲ့တယ်အဲ့ဒီနေ့
ကိုကူတို့ထုံးစံအတိုင်းချီချင်းလိန်ချီယာထက်အောင်ရှောက်လိန်ချိန်ပြုံးခဲ့ကြတယ်ညရောက်တော့လက်ပိတ်ဆိုင်ထိုက်ကြရင်ဆိုင်ကားပြတဲ့စကားကကြည်ကောင်းတာနေထိုင်ကြည့်လိုက်တာတော်တော်လေးညင်းနေသွားတယ်။ဒါနဲ့ကိုကူကအိမ်မပြန်တော့ပြီကျော်အောင်တို့အိမ်မှာပဲအိတ်ဖို့ဆုံးဖြတ်လိုက်ကြတယ်။ကျော်အောင်တို့အိမ်ကအိမ်ဝင်လဲတော်တော်ချဲသလိုအိမ်ကလေပြင်းအောင်သုံးဖို့နှစ်ထပ်အိမ်ပြင်မယ်အိမ်ကခန်းခန်းထထအိမ်ကြီးအိမ်ကောင်းပဲအဲ့ဒါတည်းပိုကောင်းတဲ့အချက်ကတော့ဒီရက်ပိုင်းကျော်အောင်အိမ်မှာကလူကြီးတွေမရှိဘူး။ကျောင်းအမားဖြစ်သူမြို့မှာသွားပြီးအလှပြင်ဆိုင်ဖွင့်ဖို့ကိစ္စအတွက်နေကျောင်းမိဘတွေပါမြို့ကိုလိုက်သွားကြတာကရက်တော်ကြာအောင်မှာထိတော့အိမ်မှာကလူကြီးဆိုလို့ကျောင်းဦးလေးဦးငယ်တယောက်ပဲရှိနေမှာဦးငယ်ကလေလူငယ်ဖြစ်တဲ့အပြင်ကိုကိုတို့နဲ့အဖွဲကြပြီးသားဆိုတော့လွတ်လွတ်လပ်လပ်နေလို့ရတယ်ထိလို့နေကျောင်းတို့အိမ်စီပြက်နေလမ်းတစ်ခုလက်မှာဇရက်ပြက်ကြီးတစ်ခုနားလျှောက်တော့ဟိကောင်တွေငါမအောင်နိုင်တော့ဘူးဒီနားမှာပဲပေါက်လိုက်တော့မယ်ဟေးခူးခူးကပြောလဲပြောလမ်းဘေးကပ်ဖို့လဲပြင်တော့ကြော်အောင်ခူးခူးကိုဖက်ကနေလှမ်းဆွဲဒီနားတော့မလုံးနဲ့ငါကောင်ရှင်နားရောက်မှာပေါ့ဘာလို့လေဒီမှာငါကပေါက်ချင်လာပြီတနေကုန်အေးအေးတောက်လိုက်လက်ဖက်ရည်တောက်လိုက်နေစီးကရွှေ့နေပြီဟာတကယ်လေခူးခူးမအောင်နိုင်တော့ဘူးအစကထိန်းထားပေမိစိတ်ကပေါက်တော့မယ်လို့စဉ်းစားလိုက်တာနေထိန်းထားတာကလှုပ်ပြီးတားမရစီမရဖြစ်ချင်နေပြီဟုတ်တယ်ကွာတခြားနေရာရောက်မှာပေါက်ပါဒါမြင်မြန်သွားမယ်ဟာမင်းတို့ကောင်တွေကလေဘာလို့လဲဆိုတော့လေမပြောဘူးမရတော့ဘူးဟေးမအောင်နိုင်တော့ဘူးကိုကပြောလဲပြောကြောင်းလက်ကနေလက်ကနေလှစ်ထွက်ပြီးဇရဲပြဲရှိကခချင်းချင်းရေစိုးမြောင်းတဲ့ကိုအပေါ်ဆွန်းလိုက်တယ်ကိစ္စပြီးလို့ပေါ်သွားပြီဆိုမှတငယ်ချင်းနှစ်ကောင်ကိုဂဝနဲ့တိုက်ဖက်ပြီးရှစ်ဆက်လာခဲ့တယ်ဇရဲပြက်ကနေခလန်းလန်းလျှောက်ပြီးလမ်းခွေကိုချိုးလာပြီးတဲ့အချိန်မှာတော့ကြောအောင်ကခေါင်းကအဲ့ဒီနာမမပြောချင်လို့မပြောတာအဲ့ဒီနေရာကတရေ6တွေဟာမင်းကလုံးလိုက်အရန်ကြီးပဲမင်းတို့မပြောပဲငါကဘလို့သိမှာလဲပြီးတော့တရေ6တွေပြောအောင်မင်းတို့ကိုယ်တိုင်ကြုံဘူးလို့လားကြောင်ပြောတာဟုတ်တယ်ကွာလွန်ခဲ့တဲ့3နှစ်ကအဲ့ဒီနေရာမှာလူတက်မှုဖြစ်ထားတာရိုးရိုးအသက်ခံရတာတော့မဟုတ်ဘူးခေါင်းဖြတ်ပြီးအသက်ခံရတာတရေ6တာမ6တာကိုအဲ့ဒီလောက်စိတ်မဝင်စားဖြစ်မိခေါင်းဖြတ်တတ်တဲ့ဆိုတဲ့စကားကြောင့်ကိုကိုတီးချိန်စိမ်ဖြစ်သွားတယ်ဟုတ်လားဘယ်သူကတတ်တာလဲအသက်ခံရတာရောဘယ်သူလဲဘလို့တတ်တာထဲလေဒါမျိုးကြတော်တော်စိတ်ဝင်စားတယ်ဟုတ်လားအသက်ခံရတဲ့သူကမိမရှာပဲအသက်က30ကျော်လောက်ရှိပြီနာမည်ကစစ်စစ်ကြီးတဲ့အလှဖန်တီးရှင်လို့လည်းပြောတာပဲတတ်တာကသူကြီးစားကောင်လေးဟုတ်တယ်အဲ့ဒီလူကအဲ့ဒီတုန်းကမှအသက်19နှစ်ပဲရှိသေးတာပတ်စံတောင်းတာမပေးလို့ဆိုလားဖောက်ပြန်လို့ဆိုလားအမျိုးမျိုးပြောကြတာပဲအသက်သာငယ်တာဇာကမသေးဘူးနော်ခေါင်းဖြတ်သက်ပြီးခေါင်းကိုဇရက်ထုံတန်းမှခြေထားပြီးခဏကုတ်ကိုမင်းကွန်းကတေးပန်းခဲ့တယ်မြောင်းတဲ့တစောင်းကြီးထားခဲ့တာအမိုးပေါ်လို့အဖက်ခံရတဲ့အချိန်ကြတော့လေထမင်းစားတော့မပြတ်ဘူးအေးစေးစားတော့ပြီးပြုံပြုံကြီးပါသွားတာဩထားနေပြီအစိမ့်သိသေးဘူးတဲ့နေရာဖြစ်တာနဲ့တရေ6တယ်ဖြစ်သွားတာလားဟေးကောင်မင်းစကားပြောတာဖိမရနဲ့တကယ်ချုပ်တာကွာဝင်းရန်တို့လမ်းတဲ့ကဆိုင်ကယ်ကယ်ရီမောင်းတဲ့ဦးမြင့်စုအဲ့ဒီနေရာမှာတရေ6ကန်ရပြီးနောက်ပိုင်းစိတ်ပါလွတ်သွားတာအခုဒီစိတ်နောက်တလို့ဖြစ်နေတော့ငါတို့တောင်အခုကတယောက်တည်းမဟုတ်လို့ဒီချိန်ဒီလမ်းကပြန်ရဲတာတယောက်တည်းဆိုမပြန်ရဲဘူးကိုကတရေတစေအကြောင်းဆိုငငယ်ကလေးကတိတ်လဲမယုံတလို့စိတ်ဝင်တစားလေးတိတ်ရှိတာမဟုတ်ဘူးအခုလေတကယ်ကြီးမျက်နှာလေးပြက်ပြီးပြောနေကြတဲ့တငယ်ချင်းနှစ်ယောက်ကိုစားချင်နောက်ချင်တဲ့စိတ်နဲ့စစ်စီးပေါ်လေတနာပါလေလူဖြေတုံးကလေ6ဟောထိပ်ပြီးတော့လေ16ကိုစကားမဆုံးခဲ့မှာပဲအနောက်ကနေတောက်ခွန်နဲ့အတန်တချက်ကြားလိုက်တာကြောင့်3ယောက်လုံးလက်ကြည့်လမ်းမိနောက်မှာတက်ရှိနဲ့ထူတာဆိုလို့ခွေးတောင်ကြောင်နေမိတောင်မရှိဘူးဒီတော့ကြောင်နဲ့ဝင်ရန်ကလမ်းမိဟေးကောင်မင်းတော်လိုက်တော့ယုံမယုံအာမချောင်းနဲ့ကွာခွေးတံမှာပဲစသိန်းအောင်ထားတယ်
ကိုကိုကတော့မြက်ကန်းတစီမကြောက်ဆိုသလိုပေါ့ပေါ့ပဲသဘောထားပြီးတဟာရင်းနေလိုက်တော့တယ်ဒီလိုနဲ့ကြောင်တို့အိမ်ရှိရောက်တော့အိမ်ထဲဝင်မဲ့အလုံးဟာဘာနန်းကြီးလေနန်းလိုက်တော့ကွာကိုကိုစကားကြောင့်ဝေရနဲ့ကြောင်ကဘာမှနားမလဲတော့လို့ပုံစံနဲ့ဘာလို့လေဘာနန်းရလို့လေဟာအပုံးနန်းကြီးလေဒီလောက်နန်းစော့နေတာကိုမရပါဘူးမင်းကကွာတောင်ပြောမြောင်ပြောနေဘာကောင်မှမသိဘူးခွေးဘက်လေးပါလေလုံးခံအောင်နှစ်ယောက်သာတပွေးပွေးတစ်ဖက်ဖက်လှုပ်ရင်ဝင်သွားကြပြီမေကိုကိုကတော့အော်ဂလီစန်ချင်းစရာပုံးနဲ့အကြီးကြောင်တော့ဖြည်ဝင်လာခဲ့တယ်ဒီလိုနဲ့ညာ၃ယောက်သာအိမ်ပေါ်ထက်ကကြောင်အောင်ရဲ့အခန်းထဲမှာပဲတောင်စင်းရိပ်မရဟီလာဖွာလာလို့ရင်အိပ်ဖို့ပြင်ကြတယ်ည7 နာရီကျော်တော့ကိုကိုအိပ်ပျော်တော့မလို့မိကနေဖြစ်သွားပြီမှာအလေးသွားခြင်းတို့လိုဖြစ်ပြီးနိုးလာကြောင်နဲ့ဝင်ရန်ကတော့ကိုစီပါဇက်ကြီးတွေဟာပြီးအိမ်မောကြနေကြကိုကိုလေအိမ်သားသွားဖို့တယောက်တည်းထလာခဲ့တယ်အိမ်သားကအိမ်ပြေမှာရှိပြီးနည်းနည်းလှမ်းနေမီလာနေပြီမေမီအားနဲ့တော့အိမ်သားမှာတတ်ထားတဲ့မီးကခက်မမိန်လေးပဲလင်းနေကိုကိုအိမ်သားတက်နေတော့မှပဲအပြင်ကနေခြေတန်းကြလိုက်ရတယ်ဘဲတို့လေဘာမှပြန်မဖြစ်တော့ကိုကိုအိမ်သားတကားကိုအသာဟပြီးအပြင်ကိုကြည့်လိုက်အိမ်သားနဲ့မျက်စောင်းထိုးမှောင်ရီထဲမှာကိုကိုရှိတဲ့ဘက်ရက်နေတဲ့လူတစ်ယောက်ပစိုးကိုခြေမျက်စိဖုံးအောင်ဝေထားပြီးလက်ကိုနောက်ပြေထားရင်ခမမက်ရက်နေတာအရှမ်းမောင်းနေပုံပန်းအသွင်ပြင်ကြည့်ပြီးကြောင်းဦးလေးလိုပဲတွက်လိုက်မိတာဒါပေမဲ့ဦးလေးကကိုကိုတို့မအိတ်ခင်ကပဲလမ်းတွေကမားဆက်မှာအနှိတ်ခံရင်တွားအိလိုက်အောင်မယ်ဆိုပြီးထွက်သွားတာပြန်ရောက်နေတာများလာလို့တွေ့ပြီးခဏတော့ဦးငယ်ဒီလိုပြောလိုက်တယ်အပြင်ကဘာမှပြန်မပြောပေမဲ့အဟမ်းဆိုပြီးချောင်းတစ်ချက်ပဲဟန်ထားနေကိစ္စပြီးလို့အပြင်ထွက်လာတော့ဝင်လို့ရပြီနော်ဦးငယ်ဘယ်ချင်းကပြန်ရောက်တာလဲကိုကိုအမေကိုဘာမှပြန်မဖြစ်ပြီးအိမ်သားတဲ့ခက်တော့ဝင်သွားဒီတော့ကိုကိုလေးကိစ္စကထိတ်မရလို့နေမှလို့တွေ့ပြီးဘာမှထမပြောတော့ပဲအိမ်ထဲဝင်လာလိုက်တယ်အိမ်ထဲရောက်တော့ရေတောက်ချင်တာနဲ့ရေအိုးစင်ပဲရှောက်လာခဲ့တယ်ရေတောက်နေရင်အကြီးကရေခဲတက်တာနဲ့ချိုးခဲ့ကြတဲ့ရောက်တော့ဟာမြင်လိုက်ရတာကအဲ့ဒီဂျားလေးထဲမှာကုတ်ကုတ်လေးထိုင်ပုံးနေတဲ့လူတစ်ယောက်ပြောင်းလဲနေတဲ့သပင်ရှည်တွေကတကိုယ်လုံးကိုဖုံးနေပြီးငြိမ်ငြိမ်ကြီးထိုင်နေတာမီးရောက်အောက်မှာပြောင်းလဲနေတဲ့သပင်ကဘလို့ကြည့်ကြည့်အတူမှန်သိတာနေတာတတိထားမိလိုက်တီတော့ကိုနှကောင်ကျောင်းအမရဲ့သပင်တို့ဆိုပြီးလာနောက်နေတာလိုပဲသဘောပေါက်လိုက်တယ်ကျုပ်တည်းတော့မြင်မြင်ချင်းလမ်းတို့ဖြစ်သွားပြီမင်းနောက်ဆက်တွဲတတိကတန့်ကတ်တာမလို့ဟေ့ကောင်ငါ့ကိုဒါမျိုးလာလို့မရဘူးကိုကိုပါဇက်ကလည်းပြောလက်ကလည်းအဲ့ဒီသပင်တို့ခြုံထားတဲ့ခေါင်းကိုကောက်ခွနဲ့နေအောင်ခောက်ပြီးအပေါ်ပြန်တက်လာခဲ့တယ်အပေါ်အခန်းထဲပြန်ရောက်တော့ကိုကိုမျက်မှောင်ကျုပ်ရပြီကြောင်အောင်ရောဝေရန်ရောအိယာထဲမှာအနေထားမပြေတိုးကနေအောင်အိတ်တော့ဒါဆိုကိုနဲ့ကပုံနေတဲ့သူကဘယ်သူလဲအိမ်မကကိုကူတို့၃ယောက်ရေကြောင်းဦးလေးရဲ့ပဲရှိတယ်ဦးလေးကလည်းအိမ်သားထဲမှာဒီနှကောင်ကလည်းအခန်းထဲမှာဆိုတော့ကိုနဲ့ကကိုကူခေါင်းခောက်ခဲ့တာကဘယ်သူလဲစဉ်းစားတာပေါ့စိတ်တွေမတိမကျဖြစ်လာတော့ကိုကိုလေးကြောင်းအောင်ကိုနှိုးတယ်တာကြီးထောင်အောင်ကွာဟေ့ထောင်အောင်လို့ဘာတော့ကွာအိပ်ပျော်နေတာကိုဒီလိုပြောလိုက်တော့ကြောင်းအောင်ကလည်းလဲနေရကနေထလာပြီးအတိတ်ပဲတစ်မျိုးနဲ့ကြည့်မင်းလာမစားနဲ့နော်ကိုဟာတကယ်ပြောနေတာဟာမယုံရင်ဦးငှက်ကိုမေးကြည့်သူကအိမ်ထဲမှာမရှိဘူးအင်တာထဲဝင်သွားတာအေးအဲ့ဒါကမှုတ်တာပဲဦးငှက်ကအနှိတ်ခမ်းသွားတာလေအိမ်မှာငါတို့ပဲရှိတာပြဲလာတာနေမှာပေါ့ငါတွေးလိုက်ပါတယ်ဆိုးနေပြောရတာလက်ပေါက်ကတ်လိုက်တာခိုးရာငါဦးလေးကအနှိတ်ခမ်းသွားရင်အိမ်ပြန်အိမ်ရိုးထုံးစံမရှိတာပြီးတော့အိမ်တော့ကငါအစီမှာအိမ်တော့နောက်ဆုံးယူသွားတာနေမှာပေါ့ငါလည်းမပြောနေအိမ်တော့နှစ်ဆောင်ရှိတာအမေတို့တစ်ဆောင်ယူသွားတယ်ငါစီမှာတစ်ဆောင်
မဟုတ်သေးပါဘူးကွာငါမနောက်ဘူးအတီးပြောတာရေခဲတက်တာဟာချမ်းမှာငါ့ကိုချောက်ဖို့ပုံးနေတာစပင်တို့ပါဆွထားသေးတာပါဆိုငါတော့မင်းတို့ထင်ပြီးခေါင်းခောက်ခွဲသေးတယ်ခေါက်ခွနဲ့နေတာပဲဟာကွာအိမ်မှာဘာစပင်တို့မှမရှိဘူးငါအမကတူလာပစ္စည်းဆိုအဲ့တို့တစ်ချောင်းတော့မချမ်းခဲ့ဘူးအကုန်ယူသွားတာတော်ပြီကွာငါအိတ်တော့မယ်တော်ယုံတန်ယုံပဲလောက်ကွာကိုကိုရကြောက်အောင်ပြန်အိတ်သွားတဲ့အထိကိုကိုအိတ်မပြောဘူးစိတ်တနှုံနှုံဖြစ်နေတာထားနေပြီတေးချောင်းအောင်ဆိုပြီးအောက်ထက်ပြန်ဆင်းတခန်းဝင်တခန်းထွက်ရှာတယ်ဘယ်သူမှမရှိဘူးတားနေအိမ်သာဘက်သွားကြည့်တော့လေဘယ်သူမှမရှိဘူးဒီလိုနေအိမ်ထဲပြန်ဝင်လာတော့ကိုကိုအိမ်ထဲအရောက်မှာပဲမီးပြတ်သွားတယ်မီးပြတ်သွားပြီမေနေစဉ်ကြေးပေးပြီးတုံးနေမီးလုံးတွေကအပေါ်ထက်မှတပွင့်အောက်ထက်မှတပွင့်ရှိနေတော့လုံးလုံးချွတ်ချွတ်မမောင်းသွားဘူးအတန်အသိမြင်ရတယ်ထီတော့ကိုကိုပေါ်ပြန်တက်မယ်ဆိုပြီးတေကာနာအရောက်အပေါ်ကနေတိတ်ကနေဆင်းလာတယ်သပင်ရှိန်နဲ့မိမတန်တစ်ခုကိုကိုမျက်စိရှိကနေဖြတ်သွားပြီးမှကိုပျောက်သွားတာဒီအိမ်မှာဘယ်မိမမှရှိမနေတာသိနေပြီးသားမလို့ကိုမျက်လုံးကိုမယုံသေးဘူးငါအမြင်မှားတာလားထင်အောင်ထင်မှားဖြစ်တာလားဆိုတဲ့စိတ်နေကြောင်ကြောင်မှန်းမှန်းအဖြစ်တေကားပေါ်တမန်မသိတက်လာမိအဲ့ဒီလိုတက်လာရင်စိတ်ကမတေးမကြနေနောက်ပြန်လှည့်ကြည့်ဟာကိုရင်နေဒိန်းကနေဖြစ်သွားတယ်တေကားလက်ရံပိုးလုံးပေါ်မှာစပင်ရှည်တွေဖားလာနေခေါင်းပြက်ကြီးရုတ်တရက်ကြည့်ရင်စပင်ရှည်နဲ့မလို့မိမကောင်းမိမယ်ကိုကကြက်တေးတေးပြီးတေချာကြည့်မိနေတော့မိမမျက်နှာမဟုတ်တာသိယောက်ျားမျက်နှာအချိုးဆေးနဲ့ကိုမှနှုတ်ခမ်းမွေးရေးရေးအောက်မှာညိုပုံးနေတဲ့နှက်ခမ်းမဲမဲထူထူကြီးပြီးတော့ပြာတတာမျက်နှာပေါ်ကမျက်ခုံးမွေးပြာတတာထူထူအောက်မှာပြိုးထိန်ညီရဲ့တောင့်နေတဲ့မျက်လုံးတွေကကိုစိုက်ကြည့်နေတာမီးအောင်ပြပြရှိနေတော့ပလုံးပေါ်မှာခေါင်းပြက်ကြီးတင်းနေတာအသိတာကြီးမင်းနေရတာမလို့တရေ6ကန်ထိပြီဆိုတာတေချာသိလိုက်တယ်ဒီလိုနေခြာကနေရှေ့ပြန်လှည့်ပြီးတေကားပေါ်တက်ပြေးတာပေါ့ဒါပေမဲ့လေကားကနှံ့စစ်မလို့တေကားတစ်စိတ်ချိုရောက်တဲ့အချိန်မှာပဲကိုထပ်မြင်လိုက်ရတာကအပေါ်တဲ့လေကားမှာပိတ်ထားနေတဲ့တရဲမှာထိုင်တာမှရိုးမဟုတ်ဘူးခန္ဓာကိုယ်ကတစ်ဖက်နဲ့ရန်ကုန်မိရင်ခြေစင်းထိုင်နေတာပြီးတော့ခေါင်းပြက်ကြီးကိုလက်မပိုက်ထားသေးတာခေါင်းပြက်ကြီးကတော့ခွန်းကလိုပဲပြူးထိန်နေအောင်စိုက်ကြည့်နေတာပေါ့ကိုအတော်လေးလန့်သွားပြီးအော်လိုက်မိလားမအော်လိုက်မိလားတော့မသိဘူးနောက်ပြန်လှည့်ပေးရအောင်လေအောက်မှာကဘယ်သူမှမရှိဘူးအားကိုးစရာတငယ်ချင်း2ယောက်ကလေအပေါ်တဲ့အခန်းထဲမှာဒီတော့ဖြစ်ချင်ရဖြစ်ဆိုပြီးဝူဝဝအောင်ရင်တရဲပေါ်ကနေခုံပြန်ကြော်လွှားပြီးအပေါ်ကိုပဲပြေးတက်တာအခန်းထဲရောက်တော့မှဝူဝဝဘလုံးပထေးအတန်တွေကြောင့်ဝင်းရံတို့လည်းနိုးနေကြပြီကိုဒီလိုပြောတော့သူတို့လေကိုပုံစံကိုကြည့်ပြီးနောက်တိတာမဟုတ်မှန်းသိတယ်မင်းတို့ပြောတယ်စီဆိုလားမသိဘူးခေါင်းမြက်ကြီးကွာနှကမွေးဆဆနေကြောက်စရာကြီးကိုပုံစံကတော်တော်လေးခြောက်ချားတုံလုံးနေတာမလို့ဝီယန်တို့ကစညင်ငိမ်ထားဖို့ပြောပြီးကိုလှဲခိုင်းနေပြီးတော့ဘေးကနေတက်တလောက်မှတ်တလောက်ရုပ်ဖတ်ပေးကြတယ်ကိုကတော့မျက်လုံးမဖွင့်ရက်ပေဖျားစားတန်တွေအာယုံဆိုင်နားထောင်ရင်ကိုတိုင်လည်းလိုက်ရုံနေမိတယ်အဲ့ဒီလိုနေဘလို့အိပ်ပျော်သွားမှမသိဘူးဒါပေမဲ့အိမ်မဆိုမက်လို့ပဲလားလန်ထားတဲ့အချိန်ကြောင်ပဲလားမသိကိုဆက်ကနေလန်နိုးလာတယ်နိုးချင်းကြောက်စိတ်ကတန်းဝင်လာပြီးဘေးကိုစမ်းကြည့်တော့တစ်ဖက်တစ်ချက်စီမှာဝေနဲ့ကြော်အောင်တို့လေပြန်အိပ်ပျော်နေပြီအခန်းထဲမှာလေအဲ့ကြတန်ကြားနိုင်လောက်အောင်ကိုတိတ်ဆိတ်နေတာဒီတော့ကိုလေပြန်အိပ်ဖို့ကြမ်းနေတော့မှပဲရီတန်တက်ကိုကြားလိုက်ကြတယ်အတန်ကချင်းကလာတာအရှက်ရှနေရွယ်လျအတန်ကြီးစိတ်ကမကြီးနဲ့လို့တားနေတဲ့ဂျာကကိုလူကခေါင်းထောင်ပြီးကြည့်လိုက်တာချင်းရဲမှာကအဝတ်တွေဖြစ်သလိုတင်ထားတယ်စင်ရှိတယ်အဲ့ဒီအဝတ်တွေဂျာကနေပြူပြဲထွက်နေတယ်မျက်နှာပြနှမ်းကြီးကသွားခွေလိုက်ပေါ်အောင်ဖြီးတည်ကြီးသွားတွေကလေကြီးရှည်တွေကိုမှဂျိုးတွေကတ်နေသလိုညှစ်ထက်နေလုံးဝကိုကြောက်စရာအသွင်ကအတိဒီတော့ကိုလေထောက်တော့တာပေါ့အော်တန်းကြောင်ကြောင်အောင်တို့နိုးလာပြီကိုထိန်းကြပြူးကြနေရောက်ရခရပြန်ရောကျောင်းကဖျားစင်းဘောကပေးရည်ဘူးပြေးယူပြီကိုတောက်လဲတောက်ခိုင်းသလိုဖြန်းလဲဖြန်းပြီအဲ့ဒီလိုလှုပ်ပေးနေတဲ့ဂျာကကိုအချီကတကားပေါက်စီရောက်သွားတယ်ကိုနဲ့ကကျောင်းအောင်အလိုတကြီးပြန်ဝင်လာလို့တကားကခါဖြစ်နေတယ်အဲ့ဒီတကားချက်ကနေခေါင်းပြိုးကြည့်ပြီးတဟီးရီးနေတယ်
တရေခေါင်းပြက်ကိုဝါကနေမြင်လိုက်ရပြန်တော့ကုကုလေနေတန်ပေါအောင်အော်ပြန်ရောအဲ့ဒီလိုနေအဲ့ဒီကလေးကနေမျက်လုံးဖွင့်ပေးပိတ်ပေးခေါင်းပြက်တရေကြီးကိုပြေမြင်းနေရတော့တာပဲကြောချမ်းစီဟာတဟီရီတန်းကလေးတောက်လျှောက်ကြားနေရတာမျက်လုံးမိတ်ထားလေအာယုံနဲ့မြင်းနေရလို့တက်တာလို့တက်တာညာမျက်လုံးဖွင့်ကြည့်ပြန်တော့လေခေါင်းပြက်ကြီးကကိုနာကဖြက်ပြန်သွားလိုက်ထိုတန်းမှချိန်နေလိုက်ဗီယိုထဲရောက်နေလိုက်နေတွေးပြက်လောက်အောင်ကိုအမျိုးမျိုးမြင်းနေရတာမြင်းနေရတာလေကုကုတယောက်တည်းကြောအောင်တို့ကအရေးတဆတော့မမြင်ရဘူးကုကုအဖြစ်ကမသိတဲ့အတူဆိုအရက်ပဲကြောင်းနေသူလို့ဆေးပဲကြောင်းနေသူလို့ထင်ချင်းစရာကြောအောင်တို့ကကုကုနဲ့အတူတူတနေကောင်ရှိနေတော့ကုကုမိုးရွေးစေတဲ့အရာမျိုးဘာဆိုဘာမှမတုံထားတာသိနေတာမလို့အကြောက်လွန်ပြီးထင်းအားမြေမှာလှုပ်သွားမှဆိုးတာကြောင့်နှစ်ယောက်တော့ကုကုကိုချုပ်ထင်းရင်ထင်မကမီလက်မကမီတွေဖြစ်နေပြီနောက်ဆုံးတော်တော်လေးစိတ်ပူလာကြတာမလို့မနဲ့ဝင်လင်းမှပဲဘေးအိမ်ကကျိုးဖုံးကနေကုကုရဲ့မိဘတွေကိုဖုံးဆက်ပြီးအကျိုးချောင်းပြောပြီးဓာတ်ခေါ်ဖို့ပြောလိုက်တယ်တိတ်မိကြပါဘူးအဖေနဲ့အမေနဲ့အထော်တွေကနေရောက်လာပြီကုကုကိုလားခေါ်တယ်အဲ့ဒီအချိန်မှာပဲကုကုကတော်တော်ကိုတတိလက်လို့ဖြစ်နေပြီမိုးယိုပြီးရုံးကအော်ဟစ်နေတာဘေးအိမ်တွေကလေထွက်ကြည့်နေကြတာပေါ့ကုကုကတော့ဘယ်သူကြည့်ကြည့်တရေပုံစံမမြင်နေကြတော့တွေးပြတ်သွားတာမှယူမတတ်ပဲအဲ့ဒီနေ့နှိကင်းမှာပဲချွေရင်ကျော်ဆရာစီရောက်တော့ဆရာကကုကုကိုတန်လျက်တေးသေးလေးနဲ့ထောက်ပြီးလိုက်လာတယ်မမြင်အက်ကိုခန္ဓာရှင်စီပူကပ်ဖို့ဆင့်ခေါ်တော့တကယ်ကြီးပူကပ်တော့တာပဲအဲ့ဒီချိန်ကုကုရဲ့တကယ်အသိစိတ်ကကလိုက်ကွာလိုက်တွလွန်းလွန်းဖြစ်ပြီးတီးလိုက်မတီးလိုက်ဖြစ်နေတာလူကြီးတွေပြန်ပြောပုံအရာဝင်းကြီးပူကပ်ကလေးကကုကုရဲ့ပုံစံနဲ့လေးတန်းကချက်ချင်းပြောင်းသွားကနွယ်ကရဟန်ပေမေအတော်လေးဒေါသထွက်နေတဲ့ပုံဒီတတောင်းစားလေးကမခန်းလေးစားလှုပ်လို့မကျင့်နဲ့လို့လိုက်လာတာလိပ်ပြလွင်သွားအောင်လုံးပြစ်မှာဒီလိုပြောတယ်စိတ်ရကကျင်းရဲ့မောင်းဟဲ့လို့တော့ထွက်သွားတော့လို့ဘာလို့တော့ဖြစ်သွားသေးတယ်အိမ်ပြန်ရောက်တော့တငိုတကြီးဘူးဝဝါးတွေပြန်ဖြစ်တောက်လျှောက်ပူကန်းနေတာမျိုးမဟုတ်တော့သူဖြစ်လိုက်ကိုဖြစ်လိုက်ပြီအပြင်ဆိုဘလို့မှခေါ်မရဘူးအိမ်ထဲတွေတောင်းညမ်းနေတာအဲ့ဒီလိုနဲ့ပဲနဂရောပေါင်းစုံဆရာပေါင်းစုံနေအပနေပြီမေအစင်ပြေတို့လိုရှိသွားလိုက်ပြန်ကဲလိုက်နေရဲတော့ကြာတန်တရာလဲနေတာနောက်ဆုံးအတော်ပင်းလာပေးတဲ့ဖုန်ကြီးတစ်ပါးနဲ့တွေ့မှာပဲတရေချန်ကနေအရှင်လို့တော့တာပဲဒါတောင်ကိုကအဲ့ဒီကိစ္စနောက်ပိုင်းတော်တော်လေးလက်ပြငဲသွားလို့ဖုန်ကြီးပေးထားတဲ့အဆောင်တွေရောတခြားကောင်းလို့ရအဆောင်တွေရောဝေထားရတာတဲပင်းရောလက်နှစ်ဖက်မှာရောအပြည့်မလို့မသိရင်တမျိုးထွင်ပြီးဝေထားတဲ့အတိုင်းပဲဒါတော့တခါတလေအဲ့ဒီခေါင်းပြက်ကြီးကိုပဲအိမ်မက်ဆိုးမရလွန်းလို့အေးရပြေးရတဲ့ညာပေါင်းနဲ့မနေဘူးပေါ့ကိုကတော့အခုထိအဲ့ဒီဆောင်တွေကိုလည်းမချိုရဲတော့သလိုတစေတရေပရာလောကသားတွေနဲ့ပတ်သက်ရင်တော်တော်လေးမှတ်သွားတာမလို့အားလည်းမချောင်ရဲတော့ဘူးတဲ့လေဒီအိမ်ဝန်းကိုတွင်ထူးတို့မွေခင်ကလေးကကိုကားတီကသတင်းတွေကြားပင်မေအဖေကဒီလိုကိစ္စတွေယုံကြည်မရှိတဲ့အပြင်စီးပွားရေးသမားဆိုတော့စိတ်ချွတ်ချုံနေရာကြဲကြဲရမယ့်အခွင့်အရေးကိုလက်လွတ်မခံဘူးဒီလိုနဲ့ပဲဆယ်စုနေတခုနီးပါးကြအောင်ဘလို့မှရောက်မထွက်ခဲ့တဲ့ချမ်းဘယ်သူမှမဝယ်ရဲတဲ့အဲ့ဒီချမ်းကိုအဖေကတစ်ချမ်းလုံးအပြက်ဝယ်ပြေးလိုက်တယ်ချမ်းကနာမည်ကြီးရတဲ့အကြောင်းရင်းကဒီလိုအဲ့ဒီချမ်းကတရဲ့အရန်ချောက်တယ်လို့ဘယ်သူမှမနေရဲဘူးလို့သတင်းကြီးတယ်လွန်ခဲ့တဲ့10နှစ်ကျော်ကအဲ့ဒီအိမ်မှာမိမတရားပိုးသက်စေတောက်ပြီးတက်တည်ဘူးတယ်မိမမှာရိုးမိမမဟုတ်ဘူးကိုဝင်ဆောင်အမျိုးသမီးကိုဝင်6လလောက်မှာယောက်ျားနဲ့စကားများပြီးအစိမ့်တော့သေးသွားတယ်တကယ်တမ်းစကားများတဲ့ကိစ္စကလေအကြီးကျယ်မဟုတ်ဘူးတာမန်ကြောက်ကစားလောက်ပဲအမျိုးသမီးကကိုဝင်ရှိနေလို့စိတ်နှုတ်တာရောသူမဆက်ရမယ့်ဝေကြီးတွေပါလာတာရောဒီလောက်အထိလှုပ်ဖြစ်သွားတယ်ပြောရမှာပေါ့တာမန်ဆိုယောက်ျားဖြစ်သူအတော်လေးပြောဆိုခံရမယ့်ကိစ္စပဲမဲ့ပြဿနာဖြစ်တဲ့ညကအမျိုးသမီးရဲ့မောင်ရင်လဲတူတူရှိနေတယ်မောင်ဖြစ်သူကလူမှန်လူဝေးဖြစ်နေတော့ဖြစ်စဉ်ကိုအစဆုံးပြန်ရှင်းပြပေးနိုင်လို့သာယောက်ျားဖြစ်သူဘေးဆိုင်တီထောင်းမခံရတာကိစ္စတွေကဒီလိုဆိုတော့ဘေးဘဝင်းချင်းကလူတွေကအဲ့ဒီအမျိုးသမီးကိုတနာလဲတနာအပြစ်လဲတင်ကြတာပေါ့ပိုက်ထဲမှာကလေးလေးရှိနေတာကိုဘာမဟုတ်တာလေးနဲ့လှုပ်သွားနိုင်လိုက်တာဒီလိုဆိုပြီးထုံးစံအတိုင်းအထင်မြင်မျိုးစုံနဲ့ပြောကြအဲ့ဒီအမျိုးသမီးဆုံးပြီးနောက်ပိုင်းကလေးကအဲ့ဒီချံကတရေချောက်တယ်လို့သတင်းထွက်လာ
ချမ်းရှင်ဖြစ်တဲ့အမျိုးသားကိုယ်တိုင်တောင်စက်မနေရဲလို့တခြားကိုပြောင်းသွားရတဲ့ဆိုတာမျိုးတွေရောပေါ့တရင်ကုန်မှန်မှန်တော့မသိပေမယ့်ချမ်းကတော့နှစ်တော်ကြတဲ့အထိဘလို့မှကြောင်းမထွက်တာအမှန်ပဲနောက်ဆုံးပိုင်ရှင်ကထိုက်တဲ့တန်မိုးထေဈေးတော်လေးရှော့ခေါ်တဲ့အချိန်မှာတွင်ထူးအဖေကအမေရဝယ်လိုက်တာပေါ့အဖေရည်ရွယ်ချက်ကအဲ့ဒီချက်မှာအုတ်ထုံးသေးကြောက်ရောက်မှာချမ်းကတော်တော်လေးကျေပြီးတစ်ထက်တိုက်တလုံးရေဘေးကကိုတောင်သေးစားလေးလို့အစာအုပ်တစ်ခုရဲ့ပါတော့လုပ်ငန်းအတွက်ဆင်ပြေတယ်ကိုတောင်ကပစ္စည်းသိမ်းရလောက်အောင်မကြဲတော့ပြန်ပြင်ပြီးရုံးကန်လှုပ်လိုက်တယ်အိမ်ထဲကိုတောင်ကြားကနေရာလုံးမှာအမိုးမိုးထားတဲ့ရှောက်လန်းလိုနေရာတစ်ခုရှိတယ်အဲ့ဒီနေရာကိုလေမဖြတ်ဖြစ်ပဲနေလေနေခင်အလုပ်သမားတွေနားလို့ရအောင်ဒီအတိုင်းပဲထားပေးလိုက်တယ်ဒီလုပ်ငန်းကိုဦးစီးရတာကတွင်ထူးဆိုတော့ဒီနေရာမှာနေဖို့မဲကြတာကလေတွင်ထူးပေါ့ချန်ဝင်းကြီးကနေဆိုအလုပ်သမားတွေနဲ့စူညံစီကားနေပြီမယ်ညဆိုရင်တော့တွင်ထူးရေချန်ဆောင်ဖိုးကြီးရဲ့နှစ်ယောက်ထဲပြီဖိုးကြီးမှာမိန်းမနဲ့ကလေးနှစ်ယောက်ရှိပြီမယ်သားမိတွေနေဘက်ပဲအလုပ်လာလုပ်ကြပြီညဆိုရင်တော့အိမ်ပြန်နေလာရင်းထဲမှာချန်ကတရေ၆တယ်လို့နမီထွက်လာတာအเจ้าမဲ့မဟုတ်ဘူးဆိုတာတွင်ထူးသိလာရတယ်ပြောရရင်ဒီလိုည၈နာရီထိုးတာနဲ့စပြီးချန်ထဲမှာစနေနံ့တွေထောင်ထောင်ထနေအောင်ရတယ်အနီးနားမှာလေဒီအနံမျိုးဒီလောက်ထွက်လာစီမေနေရာမျိုးမရှိဘူးပြီးတော့အနံကည၈နာရီတိဆိုတာနဲ့တောင်ကနေထွက်လာပြီးဇက်တိုက်ကြီးကိုမှုံထုံနေအောင်နမ်းတာ10နာရီတောင်ကနေနေတာနဲ့အနံကဖြတ်ကနေဆိုချက်ချင်းပျောက်သွားပြန်ရောတွင်ထူးနဲ့ပိုးရီဆိုဆက်ချချင်းကျဲတွေမှာဒီနံကြီးကြောင့်မိမသားတွေဖြစ်ခဲ့ရပေမယ့်နောက်ပိုင်းကျနည်းနည်းကျင်သားရလာဖိုးရီကအစာပိုင်း3-4ရက်မှာတော့ရုံးခန်းထဲမှာပဲသွားအိပ်ပေမယ့်နောက်ရက်တွေကအိမ်ဘက်မှာပဲလာအိပ်တယ်။ဘာကြောင့်ညာကြောင့်ရဲ့လို့ဖိုးရီပါဇက်ကထုံမပြောပေမယ့်ပုံစံကြည့်ပြီးတွင်ထူးရိမ့်မိတယ်။တွင်ထူးကိုယ်တိုင်လေအနေချင်းကြုံခဲ့ရပြီမလို့အချိန်တွေကိုသိပေမယ့်တယောက်နဲ့တယောက်ဘာမှမသိသလိုပဲနေရင်ပုံကြီးမချက်ဖြစ်တော့ဘူး။တွင်ထူးကြုံခဲ့ရတဲ့ဆိုတာတွေကဆက်ရောက်ခရဲကညဘက်ဆိုအိမ်ထဲမှာမီးထိတ်ထိတ်လေးနေတဲ့နေရာမျိုးမှာနေရတာတောင်ကြောမလုံးနဲ့ခန်းစားချက်မျိုးရတယ်။တနေ့ရာကနေတယောက်ယောက်ကကိုစားကြည့်နေတယ်လို့မျိုးကြီးပြီးတော့တီပူကြီးနေတဲ့အချိန်တွေဆိုလေမိဖို့တဲကအတန်ကြားလာရေချိုးကန်းတွေကအတန်ကြားလိုက်နဲ့ခါတလေဆိုနာကပ်ပြီးဖူးကနေလေမုတ်တယ်လို့ဘေးနားမှာတားထိုင်ပြီးလေချိုးနေတယ်လို့အတန်တွေပါကြားရတတ်တယ်။ဒါပေမဲ့တရေကလေသူ့ဘာသူနေပြီးကြီးမနှောက်ယှက်ဘူးဆိုတော့တွင်ထူးလေဒီလောက်ကတော့အေးစေပါဒီလိုပဲတွေးပြီးမသိကြအောင်ပဲစောင်းနေလိုက်ဒီလိုနဲ့ပဲပထမဆုံးတွင်ထူးရင်ဆိုင်ရတဲ့မျက်မြင်ကိုယ်တွေကိစ္စပေါ်လာအဲ့ဒီနေ့ကတွင်ထူးအပြင်ကပြန်လာတော့ညနေ6နာရီဝန်းကျင်ရှိချမ်းရှိရောက်တော့ဖုံးဝင်လာတာနဲ့အထက်မဝင်သေးပဲအပြင်မှာပဲရက်ပြီးဖုံပြောနေတဲ့အချိန်ချန်ထဲကနေတဟင်းဟင်းနဲ့တချင်းကြီးတို့လိုအတန်ကြားလိုက်ရတယ်ဒါနဲ့ပဲဖုံပြောနေရင်ကနေခြံတကားတိုင်ပေါက်ကနေတဆင်အထက်ကိုလှမ်းကြည့်တော့အင်ရှိကပင်အောက်မှာတပြက်စီလဲနေတဲ့မိမတယောက်ဘေးမဆောင်တဆောင်အနေထားကနေမြင်ရတာဆိုတော့လုံးစိပတ်စိတော့သိချမမြင်ရဘူးညနေခင်းရေပစုံစီရောင်တန်းနေတဲ့နေရောင်အောက်မှာပခုံးကြော်သပင်ထူအောက်အိမ်နေရင်ခေါင်းဝင်စိမ့်ပြရအောင်ဖဖကြီးနဲ့မိမတယောက်ခေါင်းငိုက်ဆိုင်လို့ရင်တပြက်စီလှဲနေတာမြင်းကြီးစိတ်ထဲမှာတမျိုးကြီးတော့ဖြစ်သွားပေမယ့်တွေးမိတာကဖိုးအေးမိမကဒီအချိန်ဒီမပြန်သေးဘူးနေမှာဒီလိုပဲတွေးလိုက်တာဒီအိမ်မှာဒီအချိန်ဒီရှိနေဖို့အခွင့်အရေးရှိတဲ့မိမကဖိုးအေးမိမတယောက်ပဲရှိတာကိုပြီးတော့မိမပုံစံမြင်တာနဲ့ဖိုးအေးမိမလိုပဲထင်လိုက်တာဖုံးပြောပြီးအထဲဝင်ဖို့တကားဖွင့်တော့အဲ့ဒီမိမတုတ်နဲ့အိမ်ထဲဝင်သွားတာကိုတွင်ထူတေးသေးချာချာကိုမြင်လိုက်တယ်အိမ်ထဲဝင်လာတော့အဲကဲနောက်မှာအင်ကြီးတွေခောက်နေတဲ့ဖိုးအေးကိုတွေ့ရဒါနဲ့မိမကမပြန်သေးဘူးလားဖိုးကြီးဒီဘက်လမ်းတွေကညမောင်ရင်လူပြက်ကပြန်တယ်အန်ဒီရဲ့များတယ်ပြန်လိုက်ဖို့ရင်လည်းပို့လိုက်အောင်ဒီလိုပြောလိုက်တော့ဖိုးကြီးကကြောင်သားတို့လိုဖြစ်ပြီးမှကျွန်တော်မိမကအလုတ်စင်းချိန်ကလေးကပြန်သွားပြီကိုဘယ်မှာတွေးခဲ့လို့လေဘယ်မှာတွေးရမှာလဲအခုလေးတင်ငါးရှေးကနေအိမ်ထဲကိုဝင်သွားတာတွင်ထူးပြောတော့ဖိုးကြီးကမျက်လုံးတောင်းကပ်ပြီးဒေသန်တုတ်နဲ့အမုံကပြန်သွားတာကြပြီအကိုဝနက်ကလေအကိုအပြင်တခြားဘယ်သူမှအိမ်ထဲဝဲမလာဘူးကျွန်တော်တစ်ချိန်လုံးဒီနားမှာထိုင်းနေတာ
ဒီလိုပြန်ပြောတယ်ဒီတော့မှတွင်ထူလေဘေးကနေဖြစ်ပြီးဘာမှစမပြောနိုင်ပဲနှုတ်ဆက်သွားတယ်ဒါဆိုငါမြင်လိုက်တာကဒီလိုတွဲပြီးအဖေကိုလေသဘောပေါက်လိုက်တာမလို့ဘာမှစမပြောပဲခေါင်းတငိမ့်ငိမ့်နဲ့ပဲခုံမဝင်းထိုင်နေလိုက်တယ်ကိုနန်းကလေတင်မြင်လိုက်ရတဲ့မိမပုံစံကိုမျက်စိတည်းပြန်ပုံဖော်ကြည့်မိရင်ကြောတော့ချမ်းလာတလို့လို့ပေါ့ဖိုးအေးကလေအကက်ခက်ပါနဲ့တော့ဘာမှထမပြောတော့ပဲတောင်ကြီးမြောက်ကြီးနေအဝိဆက်ခောက်နေတော့တာနောက်တစ်ခေါက်ကကြဖိုးအေးကြုံအဲ့ဒီနေ့ကအလုပ်ပိတ်ရက်မလို့တွင်ထူဖိုးအေးကိုခေါ်ပြီးလက်ဖက်ရည်ဆိုင်မှာမနှက်စာသွားစားတော့မှဖိုးအေးကပြောပြလာတယ်အခုကိုကျွန်တော်ပြောစရာရှိလို့အေးပြောလေညကကျွန်တော်တပုတွေဒူးတွေမြင်လိုက်ရပြီအကိုဖိုးအေးကစိတ်လှုပ်ရှားနေတဲ့အတန်နဲ့မျက်နှာပြက်ပြက်နဲ့ပြောလာပြီမင်းတွင်ထူကချင်းချင်းသဘောမပေါက်လိုက်တာမလို့ဘာလဲကွာဘာမြင်တာလဲအခုကလေတရေလေသူများတွေပြောသလိုဘာကြီးတဲ့တရေဟုတ်တယ်ဗျဘာကြီးကိုပူလို့အမလီပြောရင်းနဲ့တောင်ကြသိမ်းထားတယ်ဖိုးအေးကပြောလဲပြောကြသိမ်းထားနေတဲ့သူ့ရဲ့လက်တွေကိုတတ်ချပြီးတော်တော်ရင်ရင်နဲ့ပေါ့တွင်ထူကစပြောလေးဆိုတဲ့သဘောနဲ့မေးဆက်ပြတော့ဖိုးအေးကညကသူမြင်ခဲ့ရတာကိုအစားဆုံးပြန်ပြောပြညကဖိုးအေးချက်တော့တွေတိုက်ခဲနေလို့ကောင်းကောင်းအိတ်မပြောဘူးအိတ်ရတယ်အထွေးများနေတော့အင်ပြင်ဘက်ကနေအတန်တစ်ခုထွက်လာခြေတောက်ရှက်တက်ပြီးရန်သွားနေတယ်လို့ခြေတံတခုကတ်တာလို့ထင်ရလောက်အောင်ဘဲတခုမှဒီလောက်ခြေတံကြီးထွက်ပြီးတော့ဒါခုမှမဟုတ်ဘူးပြီးတော့ဘာအတန်လေးကိုကွယ်ပြပြသိရအောင်ထပြီးအိမ်ဘက်ဗီတင်းပေါက်မှန်ကနေအတန်လာတဲ့ပဲတန်းကြည့်လိုက်တော့ဟာဖိုးအေးပါစံအဟောင်းသားဖြစ်သွားအိမ်နဲ့ကိုတောင်ကြားကချောင်းလဲမိုးအောင်မှာအိုးပန်းဒီပဲခောက်တော့ခောက်ပြန်ရှောင်းနေတယ်ဘိုက်ကြီးတယ်စိမ့်ပြရောင်ခေါင်းဝင်ကြီးနေအသားရိတ်ကလေတကိုယ်လုံးခရမ်းပြပုတ်ပုတ်ရှောင်းကြီးပြီးတော့အဲ့ဒီဘက်ကမီးတွေဖွင့်ထားတာမလို့မီးရောင်အောင်မှာထင်းနေအောင်မြင်းနေရမျက်နှာကမျက်တွေးမမက်ခွက်ခွက်နှုတ်ခမ်းတွေကလေမဲပုတ်နေတာပဲခေါင်းကိုမျက်လွှာချထားပြီးလမ်းလျှောက်နေတာဆိုတော့အဲ့ဒီနှစ်ခုပဲထင်ထင်ရှားရှားကြီးကိုမြင်ရတယ်လက်နှစ်ဖက်ကဘိုက်ကိုပိုက်ပြီးဘာကြီးတက်တွေလမ်းလျှောက်နေကြတာပေါ့ပေါ့ကြီးဟိုလျှောက်တီလျှောက်လုံးနေတယ်တကယ်ကိုကြောက်စရာနေဟိုးရီတောင်ဝါကြည့်နေကြီးဒီကိုယ်လုံးအိတ်ဆက်လာပြီးဗီတင်းမောက်တကားကိုကင်ထားတဲ့လက်ကတတိလက်လွတ်နဲ့အားပသွားတော့တကားကဒုံးဝင်တဲ့အတန်မြည်သွားတယ်လူကြီးတိတ်ချိန်မလို့အတန်ကတိတိတတကြီးထွက်သွားတော့ဟိုးရီလန်သွားပြီးအားစိတ်ကြီးဖြစ်နေတဲ့ဗဇက်ကကောင်းကနေပြန်ပိတ်သွားတစ်ဆက်ထဲမှာပဲကြာသွားပြီလားမသိဒီလိုဆိုတယ်စိုးရိမ်စိမ့်နေဘယ်ကဘာကြီးတဲ့ရှင်းနေတဲ့ပဲတန်းကြည့်လိုက်တော့ဖိုးကဘာကြီးကမြည်မျက်လုံးပြုတ်ပြုတ်မျက်နှာထားတင်းတင်းကြီးနဲ့ရေမျက်လုံးကြီးကလေမျက်သားတွေကရဲတုပ်ပြီးအတန်ကဘဲကထွက်တယ်လေတိုက်ရှာနေတယ်လို့မျက်လုံးလေးတွေရွှေ့ပြီးဖိုးကြီးလိုက်တီကြီးလိုက်လုံးနေပြီဒီတော့ဖိုးကြီးလေမိသွားလို့ငါစီရောက်လာရင်ငါတော့တိမ်မှာပဲလို့တွေးပြီးကိုအိယာစီကိုခြေဖော်လျှောက်လာပြီးတော့စောင်းကောင်းမှုခြုံထိုင်ရင်ဖျားစာယိုသိချပြီးမှပြန်အိတ်တယ်ဒါမျိုးကြီးကွန်းကွန်းကွက်ကွက်မြင်ထားရတော့ရင်တွေတုံပြီးတော်တော်နေအိတ်မပြောပြမိအချိန်တော်တော်ကြာတဲ့အထိဘာတန်းမှထမကြားရတော့မှစိတ်သက်သာပြီးအိပ်ပျော်သွားတယ်ဖိုးအေးပြန်ပြောပြတာကိုနားထောင်ရင်တွင်းထူးတွေမနက်ခင်းလင်းလင်းထင်းထင်းကြီးပါတော့ကြော့တယ်စိတ်ကနေပြီဖိုးအေးဆိုတာကအဖေးစီမှာငယ်မွေးသဘောမျိုးငငယ်ကလေးကလှုပ်လာတဲ့သူဆိုတော့ဖိုးအေးလှုပ်ကြံပြီးပြောမှတော့မဟုတ်တာတွင်းထူးသိပြီးတော့ပြောဖို့ရဆိုပုံမှန်သွင်းပြင်ကားလေဟိုတနေ့ကတွင်းထူးမြင်လိုက်တဲ့မိန်းမနဲ့ပုံစံတို့ပဲတွင်းထူးကတော့ဘိုက်ပါမပါသိချမမြင်လိုက်ရဘူးပေါ့ပြီးတော့တရေချောက်တဲ့ကိစ္စကသိချသွားပြီမလို့တွင်းထူးလေဒီကိစ္စဘယ်လိုကန်တွေရမလဲဆိုပြီးအုံနောက်ချောက်သွားဖိတ်ကြရဟိုလူဒီလူစီပြောပြတိုင်မင်းရင်လေစိုက်မှာတရေချောက်တဲ့နာမည်ထွက်သွားရင်သွားပြီကိုရောင်းနေတာအဆောင်အမတုံးတဲ့ကုံမျိုးယူသေးတဲ့သူတွေဆိုဝယ်မဲ့ဟာဝယ်မှာမဟုတ်တော့ဘူးလေအဖေကိုပြန်ပြောရင်လေယုံနာမယုံနာတော့ငါးကိုင်းတော့ပြီးကိုကိုကောခန့်ရမှာကအရင်ဆိုတော့မပြောချင်သေးဘူးကိုနီးကိုဟန်နေအစင်ပြောင်းလုပ်ဖို့ပဲစဉ်းစားတယ်အဲ့ဒီလိုစဉ်းစားနေစေရက်တွေအတွင်းမှာပဲမထိတ်တမလန်းသားကိစ္စတခုတွင်ထူးကြုံပြန်ရပါလိမ့်ရောအဲ့ဒီညကည10 နာရီကျော်လောက်
တန်းထိတ်ကဘီယာဆိုင်မှာဓာတ်ထုံးမှုဖြစ်တဲ့ကြားလို့တွင်ထူသွားပြီးဆက်စုဓာတ်ထိုးခံရတဲ့သူကိုစိတ်ယုံပို့လိုက်ကြပြီမယ်ဆိုင်ထဲမှာတော့တွေးကတ်တွေတွေ့ခဲ့ရတယ်ဘလို့ပဲပါရဲ့ညာရဲ့ဆက်စုပြီးပြန်လာတော့ထဲနဲ့ရောက်ချင်းမှာပဲစိတ်တွေစိတ်ငနဲ့ဖြစ်သွားလူကလေချက်ချင်းကိုစိတ်မလုံးမျိုးဖြစ်ပြီးဘာကိုလမ်းလို့လမ်းမမသိလန့်လာအုပ်ပုံတွေကြောက်ပုံတွေကိုပတ်ပြီးအိမ်ဘက်ပတ်လျှောက်လာရင်ကြောက်ကြီးတဲ့တွေကာနာအဖြစ်မှာခုခုကိုစိတ်ကအလိုလိုခံစားမိလိုက်တယ်ပြီးတော့ဒီနားရောက်မှစံတွင်းနှန်းကလေခက်ပြပြရနေတာဒီတော့မျက်လုံးကလေအလိုလိုကြီးငန်းတောက်မှကြောက်ကြီးမိတော့တာပေါ့ကြောက်ကြီးကားခေါင်းမို့ကိုအကြီးရောက်တဲ့အခါကျတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်တွင်ထူအသေးတွေကားကနေပြီဖြစ်ဆိုမြင်လိုက်ရုံနေမဟုတ်ဘူးအကြီးချင်းမှဆုံသွားတာကိုကားဆက်ခေါင်းမိုးပေါ်မှာခြေတော်တွဲလဲချဘာကြီးပါပြီးထိုင်းနေတဲ့ဘာကြီးတဲ့ခေါင်းငုတ်ကြည့်နေတာမျိုးမဟုတ်ပဲမျက်ကြောဆင်းပြီးခမမမျက်နှာထားကြီးနဲ့တွင်ထူးကိုစိုက်ကြည့်နေတာတွင်ထူးလေ၄စက္ကန့်လောက်ကြောင်ကြီးနေပြီးမှတတိဝင်လာပြီးအမလေးလိုအော်ရင်ပစိုးမှပြီးအိမ်ဘက်ပြေးတော့တာပဲနောက်တစ်ခါကကြာနေခင်းကြောင်တောင်ကြီးမှာကိုတရေ6ကန်ရတာအဲ့ဒီနေ့ကဝယ်လဲလာလို့ရုံငန်းထဲမှာထိုင်ပြီးအလုပ်ကိစ္စစကားပြောနေတာဝယ်လဲမိသားစုမှာကတနေ့ရွယ်လောက်ကလေးလေးတယောက်ပါလာအဲ့ဒီအချိန်မှာစနွေးနန့်ကြီးနန်းလာပါလေရောဝယ်လဲတွေကတော့အကြောင်းမသိလို့တခြားကလာတဲ့နန်းထင်ပြီးထူးထူးဆန်းဆန်းမဖြစ်ပေမဲ့သိနေတဲ့တွင်ထူးကတော့ကော့ခနဲ့မျက်နှာပြတ်သွားတွင်ထူးဟမ်မပြတ်စကားပြောနေပေမဲ့စိတ်တွေနည်းနည်းစိုးရိမ်နေပြီကို6တာမ6တာတည်းဝယ်လက်ကတရဲမြင့်ပြီးကြော်မကောင်းကြားမကောင်းတွေဖြစ်ကုန်မှစိုးတာစကားပြောလိုက်ဘေးဘီကြီးလိုက်လုံးနေတော့နောက်ဆုံးတွေ့ရပါလေရောအဲ့တဲ့တွေထိုင်းနေတဲ့ခုံအောင်ဗီဒီမောင်နားမှာကိုတချမ်းပေါ်ယုံချက်ပြီးဝယ်လက်ရဲ့ကလေးကိုတွေ့တွေ့ကြီးစိုက်ကြည့်နေတာမင်းနဲ့ချင်းဆန်ကြီးမင်းနေရတော့တွင်ထူချွေးတွေပြန်ပြီးချင်းမကမီလက်မကမီဖြစ်နေပေမဲ့တရုတ်လည်းမပြည့်ရဲဘူးနေကင်းကြောက်တော့တရဲကောင်လိုက်ထောက်ခံနေရတဲ့ဖြစ်ကိုလေဘလို့လက်ခံရမှန်းမသိဘူးအရေးဆိုကလေးလေးကသူ့မိဘောကနေမတ်တက်ရက်ပြီးဗီဒီမောက်ပဲလက်ကြည့်လိုက်တော့တွင်ထူရင်းနဲ့ဒိန်းကနေဖြစ်ရပြန်ရောကလေးကမြင်မမြင်တော့မသိပေမဲ့ဗကြီးတဲ့ကတော့ကလေးမျက်နှာကိုစိတ်စိတ်ကြီးကိုစိုက်ကြည့်နေတာဒီတော့လူကဗီဒီမောက်ပဲပြစ်ပိတ်ရမလို့ပြောလက်စစကားပဲမြင်မြင်လက်စတိုက်ရမလို့နေထိုင်မြထားမရခင်တော်ကြောဖြစ်နေတော့မှပြီလိုက်သေးတဲ့တရေမကဘိုက်ကလေးကိုပိုက်ပြီးပြန်လက်ထွက်သွားဒီတော့မှတွင်ထူလေတပြင်းချနိုင်တော့တာပဲအဲ့ဒီလိုနေကင်းကြောင်တော်ကြီးမှတော့ကိုထင်ပြလာတော့တွင်ထူလေတော်တော်လေးလန့်သွားနောက်ဆုံးအတော့နေတိတ်တဆိတ်တိုင်မင်းပြီးခြံထဲမှာအဲ့ဒီရဲ့ကင်ပေးရေးဖို့စီစဉ်ကြတယ်စဉ်းစားတတ်တာလေဒါပဲရှိတာကိုတရဲနေမှုဆရာခေါ်တာတွေဘာတွေကြတော့လေမလုပ်ရဲဘူးအတီထဲမှာနေအဲ့ဒီလိုမျိုးတွေမရှိတဲ့အပြင်တချို့တွေဆိုဆရာခေါ်မိကမှပိုဆိုးသွားပြီးဆရာမနာနှစ်ဆောင်ပြန်ဖြစ်သွားတာမျိုးတွေကြောက်ဖို့တာလည်းရှိတာကိုအဲ့ဒီလိုနဲ့ပေးရေးရုပ်တဲ့နေ့ဖုန်ကြီးပင်ပြီးဂျိုးဘက်ဆုံးကလုံသမားတွေကိုတွေးမွေးပေါ့ဖုန်ကြီးတွေပြန်ကြသွားပြီးတော့ဇလန်စားတော့တာပဲတွင်ထူးကဖုံးလာလို့ဆိုပြီးအင်ရှင်နားမှာထွက်ပြီးဖုံးပြောနေတာဖုံးချပြီးကစားမှာပဲပခုံးကိုလာပုတ်ခံရလို့လှဲ့ကြည့်တော့လုံသမားတွေထဲကအငယ်ဆုံးကောင်လေး14နှစ်15နှစ်ဝန်းကျင်ပဲရှိသေးတယ်ပုံမှန်ဆိုတော်တော်လေးအနေအေးလူကြောက်တတ်ပြီးတွင်ထူးကိုမြင်ရင်ခေါင်းမမော့ကြီးရဲ့ပဲကုတ်လေးနေတတ်တဲ့ကလေးအခုတွင်ထူးပခုံးကိုအာဘဘပုတ်ပြီးလှဲ့ကြည့်တော့တယ်မေကျော်ကြီးတွေထောင်းနေအောင်အန်ကြည့်ပြီးစူစူရဲရဲကြီးစားကြည့်နေတယ်ပြီးတော့ပြောလာတာကဒီလောင်းနဲ့တော့တတ်မလာနဲ့ကိုစီးနဲ့ကိုနေကြားလားဒီလိုပြောပြီးဘိုင်းနေရပေါ်လမ်းတစ်ဖက်ရှက်တင်ရင်ကောနေပြန်လက်ထွက်သွားပြီးတော့လုံသမားတွေမုံစားနေတဲ့နေရာမှာပြန်ဝင်ထိုင်ပြီးသူဘာမှမလုပ်ခဲ့သလိုအရင်ပုံစံကိုချောချောင်ပြန်ဖြစ်သွားတွင်ထိုးကတော့အတန်ကြားလာကလေးကနေရင်တွေပါပူထူသွားတယ်ကုံလေးစီကအတန်ကလုံးဝမိမအတန်ပိပိတတ်တာကြီးပြီးတော့ပုံစံကလေဟိုပါကြီးတဲ့လိုပုံစံတရဲဘူးတွေပူးတဲ့ဆိုတာကိုအများကြီးကြားဘူးပေမဲ့ဒီလိုပုံစံမျိုးဒီလိုနီးကပ်မျိုးကိုဒီတစ်ခါပဲကြုံဘူးသေးတာသူများတွေလိုငိုယိုတုံရင်အောင်ဟင်းနေတာမျိုးမဟုတ်တော့ပိုထူးဆန်းဖြစ်ပြီးပိုလဲလန်းသွားအထောက်ကိုပြန်ပြောပြအထောက်တွေတော်တော်လေးအထူးဆန်းဖြစ်ပြီးလန်းသွားတယ်ဒါနဲ့ပဲဒီလိုကြီးဖြစ်နေမလွယ်ဘူးလူကိုပါအန်တရပေးလိမ့်မယ်ဆရာဆုံးစမ်းမယ်ဒီလိုဆိုပြီးဖြစ်သွား
ဆရာစုံစမ်းနေတော့မှပဲတောင်းကျမ်းခံရပြန်ပါသည်ရောအဲ့ဒီနေ့ကသွင်းထူးမနက်ကလေးကအလုပ်ကိစ္စနဲ့ဟိုပြေးဒီပြေးဖြစ်ပြီးတော်တော်လှုပ်ရှုပ်နေတာချုပ်တာမှနေလဲစားတော့မစားနိုင်ဘူးညနေကျတော့အဖြစ်မှာအဖေအိမ်မှာထမင်းဝင်စားပြီးမှတော်တော်လေးပင်ပန်းနေတာနဲ့အိမ်ပြန်အိတ်တယ်အခန်းထဲကဒရဘတ်ပေါ်မှာလုံးဝနှိမ့်နှိမ့်ချဲချဲအိပ်ပျော်သွားတယ်ဘယ်လောက်ထိအိပ်ပျော်သွားလဲဆိုနိုးတော့တော်တော်မှောင်းနေပြီအေးအေးကတိတ်မဝါချင်းသေးတော့အဲ့ချိန်မိုးတူးနဲ့ပဲနိုင်လှမ်းကြည့်တော့9 နာရီကျော်နေပြီမထားချင်းသေးတာနဲ့ပြန်မေးမဲ့လှုပ်တော့လုံးဝကိုတသိန်းထားစရာအတန်ကြီးကြလို့တွင်ထူမျက်လုံးဖွင့်ကြည့်လိုက်တော့ဟင်းအိမ်မကြီးတကားပေါက်မှာဘိုက်ပါပြီးကာယာကြီးရက်နေတဲ့ဘာကြီးတဲ့မြင်ကြရသမျှတွေဒီတစ်ခါကအရှင်းလင်းဆုံးထင်ထင်ရှားရှားကြီးမြင်ရတာသူ့လာတာနဲ့ထုံးစံတိုင်းစနေနံကြီးကမှုံထုံနေပြီပုံစံကလေခိုးပြောပြတော့ကလို့သပုံစံနေမျက်နှာကအရိုးပေါ်ရေးတည်သလိုပင်ကခွနေတော့ပိုတောင်ကြောက်စရာကောင်းသည်တွင်ထူအော်ဖို့စူးစားပေမဲ့အတန်ကလုံးဝမထွက်ဘူးဒါနဲ့ကုန်းယုံထားမယ်ကြံတော့လေခဏကိုကတခုကိုကချုပ်ထားသလိုအဖိကန်ထားရသလိုလိုလေးလန့်နေပြီးစိတ်ရှိတိုင်းလှုပ်ရှားမရဘူးဘာကြီးတဲ့တရေမကအောင်မေးကြီးလှုပ်ပြီးတဟင်းဟင်းကြီးကြီးလှုပ်စီလှုပ်စီနေတွင်ထူနာလျှောက်လာမျက်လုံးကလေဘလို့မှမိတ်လို့မရတော့တွင်ထူမှာဒရဘတ်ပေါ်တုံးမြပြူးမြနဲ့ပလက်ကြီးတိုင်းပြူးကြည့်နေရတာအဲ့ဒီချိန်မှာဖြစ်နေတဲ့ကြောက်စိတ်ကဘာနဲ့မှမတူဘူးကိုကမော်နိုင်မလုံးနိုင်ဖြစ်နေတော့ကြောက်စိတ်ကပိုကြီးလာအကျိုးသိကြောက်သိတွေဘာမှစဉ်းမစားနိုင်ပဲပူထူနေအောင်ကိုကြောက်တာအဖြစ်ကဘာနဲ့တူလဲဆိုရင်ကိုအိမ်ရမှာကိုအိမ်ပြီးမှာနိုးတဲ့အချိန်ကျတရေချောက်တဲ့အင်ဂျီတဲကိုကြောင်းနေသလိုခန်းစားချက်မျိုးဘာကြီးတဲ့ကတွင်ထူးနေအတော်ကြီးနီးလာကမှငိုတော့မလို့ကြည်တော့မလို့မျက်နှာနဲ့ပါဇက်ထဲကနေဘာရည်တွေမှမသိထွက်ကြလာပြီးတော့ကျမ်းမြင့်ပေါ်ကာယာကြီးထိုင်ကြပြီဘာကြီးကရင်အသေးကုံအောင်ငိုတော့တာပဲအတန်ကလေတွင်ထူးနားတာနီးသွားလိုက်ဝေးသွားလိုက်နေပြောရရင်တရေကကြည့်နေတယ်လို့ပဲအောင်ငိုလို့ဝါတော့မှထလာပြီတွင်ထူးပေးရောက်လာဘေးမလာရက်ပြီးဘိုက်ပုတ်ပြလိုက်ငိုလိုက်ချီလိုက်နေပြောတော့တာဒီလိုဖြစ်နေပြီမယ်တကယ်တမ်းကြုံရတဲ့အချိန်ပုံစိုးပန်းသောတရေတကောင်ကိုနာလာပြီးငိုရဲငွေရဲလုံးပြနေတဲ့ပုံစံတော်တော်သွေးပြက်စရာကောင်းတာကြောက်စရာကြီးတယ်တွင်ထူးကတော့အပမိခံနေရတဲ့သူလို့ဒီလုံးကြီးပြုံးနေပြီကြီးနေကြပြီဘာမှလှုပ်မရဘူးတရေကလေသူ့လုံးချင်းကလုံးပြပြီးတဲ့အစုံတွင်ထူးမျက်နှာအထိကတ်လာပြီးအနီးကကြီးတေးအီးနဲ့ညှင်းရီပြနေတော့တာအဲ့ဒီချိန်ဖိုးအေးကသမင်းကြိုင်ကန်ပြီးအိမ်ထဲဝင်လာရဘတ်ပေါ်မှာမျက်လုံးကြီးပြူမျက်နှာတစ်ခုလုံးသွေးမရှိသလိုဖြူရော့ပြီးဆက်ဆန့်ကြီးဖြစ်နေတဲ့တွင်ထူးကိုလည်းမြင်ရောအကိုဘာဖြစ်တာလဲဟမ်ဘာဖြစ်တာလဲဒီလိုမော်တကောမေးတယ်တွင်ထူးဘာမှမပြောနိုင်ဘူးအဲ့ဒီအထိဘေးမှာဘာကြီးတဲ့ကတီးဖြစ်နေတုံးပြီမေဖိုးအေးကတော့မြင်ပုံမပေါ်ဘူးပြီးတော့တွင်ထူးပိုလန့်လာကိုပဲမြင်နေရတာဆိုတော့ဒိတ်ပြပဲအနှုတ်ခံထားရတော့မှလားဘာလားပေါ့ကြောက်တော့လူကအကျော်ကတလို့ဖြစ်ပြီးသေးပါပါအဲ့ဒီလိုနေနောက်ဆုံးအရက်ကိုပါလူဝိုင်းပါအထီးဖြစ်ပြီးစိတ်ရုံရောက်သွားတော့တာပဲစိတ်ရုံမှာနှစ်ညလုံးအိတ်လိုက်ရပြီတွင်ထိုးတော်လီတောက်စိတ်ကြီးသွားဒါနဲ့ပဲစိတ်ရုံစင်းတော့အဖေဟောက်ရုံမကားလို့အမွေပဲဖြက်ပြက်အဲ့ဒီအိမ်ကိုတော့ခြေကိုမချတော့ဘူးလို့သုံးပြဲလိုက်အကြောင်းဆုံးသေးတဲ့တော့ကအဖေကိုအစားဆုံးပြန်ပြောပြပြီတွင်ထူစိတ်ရုံမှာတက်ယူရတာလေအဖေမျက်မိန်မလို့ဇိုအတင်းတော့တုံးအောင်မပေးဘူးတွင်ထိုးကိုတခြားလောက်ခိုင်းပြီးအဖေတပည့်လူယုံတွေနေလုပ်ငန်းကိုဆက်လက်ပတ်ပင်မဲ့လေအဲ့ဒီအိမ်မှာဘယ်သူမှကြာကြာမနေနိုင်ဘူးတခုမောက်တခုခိုက်တာကြီးပဲနောက်ဆုံးအဖေကပဲလက်လျှော့ပြီးအဲ့ဒီခြံကိုဒီတိုင်းထားပြရတော့တာနောက်ပိုင်းပြန်ရောက်ထွက်ပြီမယ်ကိုလက်ကထွက်ပြီးရောကြောင်းလိုက်ရတာမလို့ဈေးကလေမတိုင်တိုင်ဘိုင်းနာစီနေတွင်ထိုးကတော့အဲ့ဒီနောက်ပိုင်းဗကြီးတဲ့မြင်ကိုအနာဟောင်းပြန်ဖော်ပြီးအကြောခတ်ချင်တာလို့တော်တော်ရည်ရည်ဖြစ်ချင်တာလို့ဖြစ်နေရောတယ်လीပရာလောကဆိုစီမှုအပိုင်း45ကတော့ဒီမာရင်ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ခင်ဗျာနောက်လာမယ့်ဇာတ်လမ်းများကိုလေစောင့်မျှော်နားဆင်အားပေးကြပါဦးခင်ဗျာ
နားဆင်သူပရိသတ်များကိုစိတ်နှပြရွှေလန်းချမ်းမြေ့ကြပါစေခင်ဗျာ